န္ဓာကိုယ်တွေ့ဉာဏ်မြင်သဘောပရမတ်ရုပ်အကြောင်းလိုရင်းရှင်းပြခြင်းတရားတော်ကိုမရှင်းပြသေးခင်တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားအားနမောတတ္တသုံးကြိမ်နဲ့ရှိခိုးပူဇော်ကြော်လိုက်ကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဒီကနေ့ဟာ2024ရှစ်လပိုင်း13ရက်နေ့ရန်ကုန်တိုင်းဒေသကြီးလဲကူမြို့နယ်6မိုင်4ဖာလုံရှိဝေလူဝင်သာသနာရိပ်သာဝေလူဝင်သာသနာရိပ်သာဆရာတော်ဘုရားကြီးဒေါက်တာဗတ္တန္တခန္ဒီဝရဆရာတော်ဘုရားကြီးရဲ့မေတ္တာကြီးအောက်မှာခွင့်ပြုချက်အရာဦးအောင်ထွန်းဦးဒေါ်ဖြူဖြူခိုင် Violet Inya Store Discovery Restaurant မိသားစုနဲ့အမကြီးဖြစ်သူဒေါ်ရင်မိုးသူဒုရှိမျိုးတော်ဖျားဘူးလုပ်ငန်းမိသားစုနဲ့မတီဥဆောင်ခြင်းပါသောကိုယ်စိတ်ကိုယ်စစ်တဲ့အင်ကူဝိပဿနာယောဂီဟောင်းအထူး9ရက်တရားစခန်းတရားအလှရဲ့ဒုတိယမြောက်နေ့နနက်6နာရီ44မိနစ်ကြွားရောက်တရားအားထုတ်ကြပါကုန်သောတန်ဃာတော်အရှင်သူမြတ်များသီလရှင်ဆရာကြီးဆရာလေးများအမျိုးကောင်းသားအမျိုးကောင်းသမီးယောဂီသူတော်စင်အပေါင်းတို့မင်္ဂလာပါအခုတပြည့်တော့ဘာကိုခေါင်းနဲ့တက်လိုက်တာပါလဲအဲ့ဒီမှာဗမာမြင်တဲ့သဘောပရမတ်လဲခန္ဓာကိုယ်တွေ့ဉာဏ်မြင်လို့ပြောလိုက်ပါတယ်လက်အုပ်မချီပါနဲ့ဘေးတို့မထိုင်ပါနဲ့ချမ်းသာတဲ့ဣရိယာပုနဲ့ရှင်းပြတာလေးကိုခန္ဓာနဲ့ရှင်တွဲပြီးတော့ကြိုးစားမှုပေါ်ကနေအာရုံပြုပါခန္ဓာကိုယ်တွေ့ဉာဏ်မြင်သဘောပရမတ်ရုပ်ကြောင်းရှင်းပြမယ်ဆိုတော့မနေ့ကတပြည့်တော့ဘာကိုလေ့ကျင့်ခဲ့ကြပါသလဲသီလနဲ့သမာဓိသဘောသီလနဲ့သဘောသမာဓိရောက်အောင်လို့မနေ့က3ကြိမ်ရှင်းကြံခဲ့ကြတယ်ဘာဖြစ်လို့မနေ့ကသီလသမာဓိကိုရှင်တွဲပြီးတော့နှမျိုးပေါင်းကျင့်တာလဲလို့ဆိုရင်ယောဂီဟောင်းတွေဖြစ်ပြန်တော့လဲကျင့်ကြံမှုတွေအားနည်းနေမယ်ဆိုရင်ပြန်လဲသိရှိစေဖို့အတွက်ကိုအခြေခံပြန်ပြီးဖရာတရားတော်တဲ့အညီယုံငြိမ်တဲ့သီလနဲ့စိတ္တိတဲ့သမာဓိကိုသဘောဆိုင်အောင်မနေ့ကရှင်းပြရဲကျင့်ကြရဲဆိုတာရုပ်တို့သိနိုင်ပါတယ်ဒီကနေ့ကျတော့မြန်ဆန်လာဤလားရုပ်တရားကိုရှင်းပြတယ်ဆိုတော့ထိုက်တန်လားမထိုက်တန်လားတော့မပြောတတ်ဘူးရက်ကလည်းတူတော့ရှင်းပြမှဖြစ်မယ်ဆိုပြီးစိတ်ထဲမှာရှင်းပြခြင်းဖြစ်တယ်ရည်ရွယ်ထားတာကတော့ရုပ်တရား3ရက်နံတရား3ရက်နောက်ဆုံးထွက်သက်ဆိုပြီးအဲ့လိုရည်ရွယ်ထားတာပါဒါပေမဲ့တပည့်တော့ရောသမမွေပြီးတော့ပြီးမှာပဲ9ရက်ဖြစ်တဲ့ခါကျတော့ဟိုနှုတ်ဒီနှုတ်နဲ့တိတ်မကြံအောင်နောက်ဆိုပြီးတော့9ရက်ပဲပြီးမယ်ကျင့်သူရောပြောသူရောအားရတာပေါ့ပထမနေ့ကကျတော့ပါသွားပြီအခြေခံသီလနဲ့သမာဓိဒီပြတော့ကရုပ်ကြီးပဲတန်တန်လေးကို3ရက်နာမ်ကြီးပဲတန်တန်လေး3ရက်အဲ့လိုမျိုးပေးချင်တာပေါ့ဖြစ်နိုင်တော့ရုပ်လေးရဲ့နာမ်လေးရဲ့နောက်ဆုံးထွက်သက်အဲ့လိုလေးကောင်းတယ်တိုးတော်လဲယောဂီတို့ကကျင့်ကြံခဲ့တဲ့ပုံမှာမကျွမ်းကျင်သေးတာတို့သဘောမပေါက်သေးတာတို့ဖြစ်မှာဆိုလို့ဒီမနေ့ကသီလနဲ့သမာဓိကိုအခြေပြန်ခံပြီးတော့ပြောပြခြင်းဖြစ်ပါတယ်အခုဒီကနေ့ကျတော့အခုခန္ဓာထက်ကဉာဏ်မြင်သဘောရုပ်တွေကိုလူရင်းရှင်းပြမယ်လို့ခေါင်းစဉ်တထားတော့လဲဒီပြီးတော့အားမရရင်တော့နည်းနည်းကြာရင်ကြာသွားမယ်လက်ခံပါမလား
တရားတူတူလေးနဲ့ပဲရှင်းကောင်းမလားနည်းနည်းကြာကြာလေးပြောရင်ကောင်းမလားကြာကြာလေးပြောတော့ထိုင်ကြည့်တူတဲ့သဘောလားယောဂီတို့ကတော့အချိန်ကြီးလောက်လောက်မတပြီးတော့အချိန်မလောက်ဘူးပြေးကလွှားကနဲ့တွက်နေရတာကိုတာဝန်ယူထားတဲ့ခါကျတော့အချိန်ရမလောက်ဘူးအေးစစ်စစ်လည်းနေလို့မရအောင်ဘာပြောပြရင်ကောင်းမလဲဘလို့ချိတ်ဆက်ပြောရမလဲအဲ့စိတ်ကအမြဲတမ်းဝင်နေတာတာဝန်ယူထားတာကိုတပည့်တော်ကဘာနဲ့တူလဲဆိုတော့ဘာခေါ်မလဲသင်္ဘောမောင်းတော့လူပြောမလားစက်ခန်းပြောမလားပဲ့ကင်ပြောမလားပဲ့ကင်ခေါ်မှာပေါ့ဟမ်ပဲ့ကင်ဖြစ်တာပေါ့နော်တပည့်တော်ဥဆောင်ခေါ်သွားတာပေါ့ဟိုမတိမ်မဆောင်အဲ့လိုဖြစ်နေတာပေါ့တပည့်တော်လက်ထက်မှာယောဂီတို့ကဖြစ်နေတဲ့အတွက်ကြောင့်တပည့်တော်မှားရတယ်ယောဂီတို့မှားမှာဆိုတော့အကောင်းဆုံးဖြစ်အောင်ဆိုပြီးတော့အဲ့လိုရည်ရွယ်ပြီးတော့မအားရအောင်မနာရအောင်ထိုက်တန်ပါမလားဆိုစဉ်းစားပြောရတာပေါ့နော်။ကိုင်းအခုဘာရှင်းပြမှာလဲ။ဟုတ်ပြီဆိုဒါဆိုရင်ယောဂီတို့ရုပ်ဆိုတာဘာလဲ။ဟုတ်ပါတယ်ရုပ်ဆိုတာဖောက်ပြန်တဲ့တော့ဘယ်မှာရှိရတာလဲ။ဒါဆိုဖောက်ပြန်တာတွေ့ပြီလားလို့ပြောရင်ဘယ်လိုပြောရမလဲ။တွေ့နိုင်ပါတယ်ပြောင်းလဲတာတွေ့နိုင်ပါမလား။ဟုတ်ပြီဒါဆိုရင်ခန္ဓာကိုယ်တွေ့ဉာဏ်မြင်ရုပ်တရားဆိုတော့သုံးသပ်ကြည့်မယ်ဆိုရင်ရုပ်ဆိုတာလည်းပြည့်ညတ်ချက်ကြီးပဲရှင်းလား။ကဲအခုယောဂီတို့ခန္ဓာတဲ့အာရုံပြည့်ကြည့်မယ်ဆိုရင်နာနေတာမရှိနိုင်ဘူးလား။အစရှိသဖြင့်ပူရာရှိမယ်တင်းတာရှိမယ်တောင်းတာရှိမယ်ဒီအတွက်ကြောင့်တော့မပြောတတ်ပါဘူးအလှရှင်ကလည်းတန်ကြီးလင်းစီတွေထူထားကြတယ်။အဲတန်ကြီးလေးစက်ဘယ်ကိုလင်းရမှာလဲ။အဲ့ဒီရုပ်ကိုလင်းတော့ပျောက်ပါမလား။သဘောတွေကမပျောက်ဘူးအသားပဲလောင်သွားမယ်စီးပွားတော့ဖြစ်တာပေါ့ဒါကြောင့်မလို့သဘောရုပ်တွေကိုလိမ့်လို့မရဘူးအဲ့သဘောရုပ်တွေကသိရင်ရှုရမှာဒါလည်းပြောဦးမယ်ဘလောက်ပဲစေထိုးစေစားစေလိမ့်သဘောရုပ်တွေကိုမရောက်ဘူးဒီအတုပခန္ဓာကိုသိရမဲ့ခန္ဓာကိုတော့တည်ကကာယကိုကအပေါ်ယံကြောတော့တက်တိုင်တက်တာမယ်အတွင်းအခုရှင်းပြမဲ့သဘောရုပ်ကကြတော့စေထိုးစေစားစေလိမ့်ဘယ်တော့မှမပြောက်ဘူးအဲ့ဒီပရမတ်ယုတ်တရားဘောက်ကပဲတို့တေကြရတာဖြစ်တယ်ဒီစေးတွေဆွမ်းလို့သဘောရုပ်တွေကိုသာနိုင်လောကကြီးမှာတတ္တဝါတွေမတေကြတော့လူသားတွေမတေကြတော့ဒါကိုနားလည်ထားရမယ်နော်ပြောရင်တော့ဒါပေါ်လာရင်ပြောလို့ရတယ်မရွယ်ထားဘူးခိုင်တာဆိုလို့ရှိရင်ခန္ဓာထဲမှာပူသဘောအေးသဘောတင်းသဘောတောင်းသဘောညောင်းသဘောညာသဘောကြိုက်သဘောထုံသဘောကျင်တော့မရှိဘူးလားအဲ့ဒါတွေကယုတ်တရားလို့ခေါ်တယ်အခုမနေ့ကလည်းထိုင်ခဲ့ကြတယ်အိမ်တွေကိုညှိနေနေပဲစိတ်တည်သွားတယ်ပြီးတော့ရှုွက်ထဲကိုပြီးတော့ပို့ပလိုက်တယ်ပြီးရောနောက်ဆုံးသဘောတီလအိန္ဒြိယတန်ရောလားတီလမှာသဘောဆိုင်ရင်ဘယ်လိုနေလဲမှတ်ချက်ကြည့်ပေးကြည့်ကြပါဦးအိန္ဒြိယတန်ဝရတီလကိုလေ့ကျင့်နေနဲ့သဘောဆိုင်သွားတယ်ဆိုဘယ်လိုခံစားရမလဲရောပြစ္ဆုတ်ပံတဲတဲ့ခါကျတော့မနေ့ကအတိတ်ကိုမမှတ်မိတော့အဲ့လိုမျိုးလားစင်ကြင်ရမယ်လေအချိန်မအားဘူးယောဂီတို့9ရက်ကအရန်တိုတယ်နားချိန်ကတည်းကတနာရီကလည်းမပြည့်ဘူးလေတနာရီနားချိန်ကမိနစ်50လောက်ပဲရှိတယ်သွားတာလာတာတရားဖြုတ်တဲ့ချိန်နဲ့သွားတာလာဘာမှမကြံဘူးဒါကြောင့်တုတ်လာတုတ်တခါတည်းကိုပွားနေရတာစကားပြောချင်မရှိပါဘူးဒါဆိုရင်သဘောအိန္ဒြိယတံဝရသီလရဲ့သင်္ကေတကိုယောဂီတို့ဘလို့ညံ့မြင်လဲဘလို့ပေါ်မှာသိသွားလဲပြည့်ညက်ဘယ်လိုခေါ်မလဲအပြောနဲ့တည်တဲ့အိန္ဒြေနဲ့သဘောရောက်ရတဲ့အိန္ဒြေနှစ်ခုတော့ခြားနာကြရအောင်ဒါလေးပြန်ကောက်လိုက်မယ်အပြောနဲ့တည်တဲ့အိန္ဒြေသဘောဆိုင်ရတဲ့အိန္ဒြေဘလို့ခြားနာသိမပြောနဲ့ကြားတယ်ပြောတာလေးကိုဆင်ခြင်ကြားသွားမှဆိုလို့အပြောနဲ့တည်အိန္ဒြေကတော့အတ္တနဲ့တည်ရတာပေါ့ခါမကောအောင်ခေါင်းမကောအောင်အခါတမလေးခွေဘယ်လဲညာလဲတခါတော့အဲ့ဒါကအပြောနဲ့တည်တဲ့အိန္ဒြေတကယ်သဘောလဲစိုက်သွားရောအာယုံပြုခြင်းခေါင်းရှာလို့တွေ့သေးလားတခါကုန်းနေမှသိလားထပ်ထားတဲ့လက်ကလေးပြုတ်ကျသွားတာသိလားအိန္ဒြေကသဘောစိုက်သွားရင်လေထိတိလေးပဲရှိနေတယ်ဉာဏ်မြင်နေတယ်ခေါင်းလို့အာယုံပြုမတွေ့ဘူးလက်လို့အာယုံပြုမတွေ့ဘူးကိုယ်လုံးအာယုံပြုမတွေ့ဘူးတမလခွေခြေထောက်လေးအာယုံပြုမတွေ့ဘူးသိသဘောပဲရှိနေတယ်အဲ့ဒါသဘောအိန္ဒြေတွေခေါ်တယ်အဲ့လိုသဘောစိုက်သွားရင်အပြောတွေချုပ်တဲ့အတွက်တရဏမိတ်တွေရှာလို့မရတဲ့အတွက်သိုံလေးပဲသိနေရတယ်အဲ့ဒါအိန္ဒြေထိုက်သွားတယ်အဲ့ဒါလေးကိုပဲနာနာလေးပွားကျင့်ရတယ်
ထိုမှတစ်ဆင့်အဲ့ဒီအိန္ဒြေသဘောစိတ်တိုင်းလေးကိုထပ်မံသတိကပ်ထားရင်သတိတွေမြဲတော့စိတ်တည်တည်သွားတယ်ရှုစရာတော့မလိုတော့ဘူးသဘောတီလာဒါသဘောအိန္ဒြေဘက်ကနေသတိတလက်သေးကပ်ရင်စိတ်တည်တည်သွားတာသဘောတမာတိဖြစ်သွားတယ်သဘောတည်တဲ့စိတ်ဖြစ်သွားတယ်ရှင်းလားဒါကြောင့်မို့သဘောတီလာအိန္ဒြေနဲ့သဘောတမာတိကိုအဲ့ဒါနားလည်ထားမှနှုတ်မှုဆိုရင်တော့ယောဂီတို့ပြည့်ညက်အာယုနဲ့ပဲအိန္ဒြေကြီးပဲပြန်ညှိနေတဲ့အချိန်ကိုသွားလိမ့်မယ်တကယ်သဘောဆိုင်သွားတဲ့ယောဂီကကုံမှန်းလည်းမသိဘူး၊ကြွနေမှလည်းမသိဘူး၊လန်နေမှလည်းသူမသိတော့အဲ့ဒါအမှန်တရားလို့ခေါ်အဲ့ဒါကိုပဲတပည့်တော်လိုချင်တာသဘောဆိုင်တဲ့အိန္ဒြေဟုတ်ပြီနော်အခုသဘောအယုတ်ကကြတော့အခုခန္ဓာထဲမှာထိုင်လိုက်တာနဲ့ထင်ရှားတဲ့ရှုကနေမပေါ်လာဘူးလားပြည့်ညက်တဲ့ပြမစပူတဲ့အေးတဲ့တင်းတဲ့တောင်းတဲ့ကြောင်းနဲ့ကြတဲ့ကြိုက်တဲ့ခိုက်တဲ့ဥမာယုတ်တရားတို့နံတရားတို့ယုတ်တရားပဲပြောမယ်ဒါယုတ်ဆိုတော့ယုတ်တရားတို့ဓာတ်ကြီးလေးပါတို့နော်အတုပါတို့မပေါ်လာနိုင်ဘူးလားတကယ်တော့ရုပ်ဆိုတာဘာကိုပြောတာလဲဒါဘာသာပြန်မို့ရုပ်ဆိုတာဘာသာပြန်ဖောက်ပြန်တယ်အထက်မှာဖောက်ပြန်တယ်လို့ဆိုပြောလားရုပ်လို့ရောပြောလားဘလို့သိနေလဲဒါကြောင့်မလို့ရုပ်လို့သာပြောလိုက်ရတာဖျားသတ်မှတ်ချက်တကယ်တော့အဲ့ဒါကိုကြည့်ရုပ်လို့မဖော်ပြဘူးရုပ်လို့ရာဂတချောင်းပတ်သက်ရနေမဖော်ပြဘူးအသိဉာဏ်နဲ့တွေ့တဲ့သဘောပဲရှိတယ်ပြောင်းလဲတယ်လို့လည်းမပြောဘူးအသိဉာဏ်နဲ့တွေ့တဲ့သဘောပဲရှိတယ်အသိဉာဏ်ကဘယ်ရတာလဲဆိုတော့စိတ်တည်နေလို့ရတာတည်တဲ့စိတ်တောင်ရိုးရိုးမရဘူးစင်ကြယ်တဲ့စိတ်လို့ခေါ်တယ်စင်ကြယ်တဲ့စိတ်ကဘယ်ကလာလဲဆိုတော့ခန္ဓာကိုယ်မှာသတိတွေမြဲပြီးကြာသွားတာဖြစ်တဲ့စိတ်တည်တည်သွားတာအဲ့ဒါတမာတမာတိလို့ခေါ်တယ်အခုအိမ်ကနေလာတဲ့စိတ်နဲ့ခန္ဓာတစ်ခုရှိလို့မရဘူးပြင်လိမ့်မယ်နားရဆိုပြီးပြောလိမ့်မယ်ဒါမှမဟုတ်တမာတိ2မျိုးတမာတိမှာငကိုရှိနေတဲ့စိတ်တည်ကြည်မှုကတရားရှုလို့မရဘူးလောကထဲမှာသုံးတာတရားထိုင်တဲ့ခါကျတော့တီးတန်ယူပြန်ကျင်ရတာအဲ့ဒါတမာတမာတိလောကထဲမှာငကိုတည်နေတဲ့စိတ်ကပြည့်ညက်အောင်မှာတဲနေတာသူ့ပေါ်ကိုယ်ပေါ်စီဝိုင်းလူမျိုးအိမ်တော်ရေးနိုင်ငံရေးဘာသာရေးတဲနေတဲ့စိတ်ကအတမာတိပဲအဲ့ဒါကလောဘဒေါသမကင်းဘူးဒါကြောင့်မြတ်စွာဘုရားကိုတော်တိုင်ဖျားလောင်းဘဝမှာတောထွက်ပြီးတော့ရုပ်နဲ့စိတ်ကိုငြိမ်အောင်တည်အောင်ယူပြီးတော့မှရုပ်ငြိမ်တဲ့တီလာနဲ့စိတ်တည်တဲ့တမာတိကိုလေ့ကျင့်ပြီးမှခန္ဓာထက်ကအရှုခံတို့ကိုကုံစင်အောင်ရှုပြီးကိစ္စပြီးတပ်ပညွတ်ရွှေညတော်နဲ့တရားတွေဟောတယ်ပြီးတော့ပြိဋိဘံပြုသွားတယ်ဒါဆိုရင်အခုခန္ဓာထဲမှာနာကျင်ကြိုက်ခဲမှုတွေကိုတာမန်တည်တဲ့စိတ်နဲ့ရှုလို့မရဘူးခန္ဓာမှာတတိထားလို့မြဲတဲ့တည်တဲ့စိတ်နဲ့ပဲရှုလို့ရတယ်မနေ့ကပြောပြတော့ခဲ့တာယောဂီတို့အာနာပါနရှုခွင့်အောင်ရှိရလားဒါဆိုအာနာပါနမရှုစိတ်တည်ပါမလားတည်တာပဲဘယ်မှာတတိကထားတာလဲခန္ဓာထက်ကသဘောဣန္ဒြေကိုတတိကနေနဲ့တတိမြဲသွားတဲ့နေရာမှာစိတ်တည်သွားတာအတမာတိလို့ခေါ်တယ်ရှုစရာတော့မလိုတော့ဘူးနောက်ဆုံးထွက်သက်ကြလဲဒီတိုင်းမှလာမှာအဓိပတိအောင်ကြီးကပြင်းထန်နေပြီသေရရမယ်အရှုခံတပိတော့မေးကြည့်ပါဦးမယ်တပိတော့သိနေတနေ့ကျရင်သေမှာယောဂီတော့သေမှာလားယောဂီတော့သေချင်မှသေမှာလေတပိတော့အမြဲတမ်းစဉ်းစားတယ်ငါတနေ့ကျသေမှာဆိုအမြဲတမ်းသိနေယောဂီတော့ငါတနေ့ကျရင်သေမှာတနေ့ကျရင်သေမှာအဲ့ဒါကြီးပဲပေါ်ပေါ်နေညတော့မှအောင်ထဲမှာလာပေါ်သေးတယ်တပိတော့ရဲ့ခန္ဓာမှာနှလုံးအိမ်ကိုကြည့်လိုက်တာတစ်ချမ်းကသွေးလက်ပတ်တယ်တစ်ချမ်းကသွေးတွေချောင်းအဲ့လိုကြီးသွားတွေ့အောင်ထဲမှာတွေ့တာပါအဲ့ကြောင့်ငါတနည်းသေးမှာပါလားလို့စိတ်ကပေါ်လာတယ်ယောဂီတို့ရောဒါဆိုသေခြင်းတရားကိုဆင်ခြင်နေပြီးတရားကြိုးစားရင်ဘဝရတာမြတ်သွားပြီပေါ့ဒါကိုပြောချင်တာနော်ဒါကြောင့်မလို့အခုခန္ဓာထဲမှာရှိနေတဲ့ဖော်ပြနေတဲ့အရှုခံတို့ကအခုပြောင်းလဲတယ်ပြောတယ်ယုတ်တရားလို့ပြောတယ်ဓာတ်ကြီးလေးပါလို့ပြောတယ်အတုပါလို့ပြောတယ်အဲ့ဒါတွေအားလုံးကဘာလဲအပြောတွေယောဂီတို့အခုဒီပြီးတော့ရှင်းပြမှာပါလဲသဘောရုပ်ဆိုတာကိုပေါ်လွင်စေဖို့အခွန်ချွတ်ပြီးရှင်းသွားအောင်အကာတွေနဲ့အနှစ်ကိုမတွေ့ပဲအကာတွေဖုံးနေမှာဆိုအကာဆိုတာဘာလဲပြည့်ညက်ချက်တွေအနှစ်ဆိုတာဘာလဲသဘောတရားတွေဒါဆိုရင်အခွန်နဲ့တူသောအပြောတွေကိုဒီပြီးတော့နှလုံးမသွင်းကြပါနဲ့ဉာဏ်ကြီးကြီးလေးနဲ့ပေါ့နော်ဖောက်ပြန်တယ်ဆိုအနှစ်မရောက်သေးဘူးဖောက်ပြန်တယ်လို့မပြောနဲ့ရုပ်လို့မပြောနဲ့တည်တဲ့စိတ်နဲ့ခန္ဓာထဲကိုပေါ်ပြတဲ့အဓိပတိအာယုံကိုတတိကသိခံရှုရင်စကားမတက်တဲ့ကလေးတယောက်လိုပဲရုပ်လိုပြောလို့ရသေးလားဖောက်ပြန်တယ်ပြောလို့ရသေးလားဒါဓာတ်တွေပဲပထဝီပဲတေဇောပဲအာဘောပဲဝါယောပြောလို့ရသေးလားဒါဆိုရင်ဖယားဟောတရားရုပ်တရားနံတရားဆိုတာအပြောတွေလားသဘောတွေလားဟမ်ဖယားဟောတရားရုပ်တရားနံတရားဆိုတာသဘောတွေလားအပြောတွေလား
မို့ပြောနေတဲ့ရုပ်တွေနဲ့ဆိုတာအပြောလားသဘောလားအပြောပေါ့ဘယ်ကိုညွှန်းထားတာလဲသဘောကိုညွှန်းပြီးတော့မှရုပ်လို့ပြောတာသဘောကိုညွှန်းပြီးတော့ဖောက်ပြန်နေပြောတာသဘောကိုညွှန်းပြီးတော့မှဓာတ်လေးပါလို့ပြောတာသဘောကိုညွှန်းမှအတုပါလို့ပြောတာဒါဆိုရင်ဖယားဟောသမျှပြောသမျှကပြည့်ညက်ချက်တွေပဲဘာကိုသိစေချင်တာလဲသဘောကိုသိစေချင်တာသဘောကိုပြောဖို့အတွက်ကအညွှန်းပေးတဲ့ခါကျတော့ရုပ်လို့ခေါ်တယ်နော်နာမ်လို့ခေါ်တယ်နော်ဓာတ်လို့ခေါ်တယ်နော်အတုပါလို့ခေါ်တယ်နော်ဖယားဟောသမျှပြောသမျှပြည့်ညက်တော်တွေကသဘောကိုညွှန်းထားတာအပြည့်ညက်ကိုအောင်ပြီးရင်ကုသိုလ်ရတယ်သို့တော့မညက်ဖွညာမရအောင်မညက်ဖွညာလို့ချင်းရင်လောကစကားလဲမပြောနဲ့ဖယားစကားလဲမပြောနဲ့တိပယ်စိုက်ပွားထိုလီပါမုတ်ချပရမတ်ဟောတိလာပြီဆိုပယ်လိုက်တော့တယ်မြတ်စွာဘုရားကမတိပဲနဲ့ပယ်ရင်တော့အဲ့ဒါအပယ်ကြလိမ့်မယ်အခုဒီပြီးတော့ကိုပြောလိုက်ပြီတိပယ်စိုက်ပွားထိုလီပါမုတ်ချပရမတ်ဘာတဲ့လဲအဲ့ဒါကိုလိုသလိုသုံးကြတယ် S ပြည့်ညက်တော်တွေကိုလေတိတယ်ပယ်တယ်စိုက်တယ်ပွားဆိုလိုသလိုသုံးကြတယ်ဝိပဿနာတရားမှာကြတော့အခုဥမာပေးလိုက်ပြီနားနေတယ်ဆိုရင်သဘောလားအပြောကြီးလားဘုသူကိုညွှန်းထားတာလဲဒါဆိုရင်ဒီပြည့်တဲ့နာမည်ဘယ်လိုခေါ်လဲအကေတာဟုဆိုတဲ့နာမည်ကအပြောလားသဘောလားဘုသူကိုညွှန်းထားတာလဲဓာကြီးကိုညွှန်းထားတာမျက်မြင်ကြီးကိုညွှန်းထားတာဟုတ်လားဒါလိုရုပ်ဓာတ်အာတုပဘုသူကိုညွှန်းထားတာလဲသဘောကိုညွှန်းတာအဲ့သဘောကဘာမှရှိတာလဲအခန္ဓာမှာရှိတဲ့သဘောကဘာကြီးလဲပြည့်ညက်တော်နဲ့ပြောရင်မဟာဗုဒ္ဓရုပ်တဲ့ဒါဆိုရင်အခုတရားရှိတဲ့ခါကျတော့မျက်မြင်အသားမျက်စိနဲ့မြင်တဲ့ဒီရုပ်ကိုရှုမှလားသဘောကိုရှုမှလားဒါဆိုရင်မျက်မြင်ရုပ်ကိုရှုရလားမရှုရဘူးလားမျက်မြင်ရုပ်ကိုရှုမှလားသဘောကိုရှုမှလားမျက်မြင်ရုပ်ကိုရှုမှလားခန္ဓာသဘောကိုရှုမှလားမျက်မြင်ရုပ်ကိုရှုလို့ရလားမရဘူးလားမျက်မြင်ရုပ်ကိုရှုရမှာလားခန္ဓာတွင်းကဉာဏ်မြင်ရုပ်ကိုရှုမှလားဒါဆိုရင်မျက်မြင်ရုပ်ကိုရှုမလားဉာဏ်မြင်ရုပ်ကိုရှုမလားဒါဆိုမျက်မြင်ရုပ်ကိုမရှုဘူးဉာဏ်မြင်ရုပ်ကိုရှုမယ်ပေါ့ဟုတ်လားမျက်မြင်ရုပ်ကိုရှုပါလားဉာဏ်မြင်ရုပ်ကိုရှုပါလားအသားမျက်စိနဲ့မြင်တဲ့ကွာကြတော့မြင်လို့တွေ့လို့ရတယ်ဉာဏ်နဲ့မြင်တဲ့ကွာကြတော့မျက်စိနဲ့မြင်လို့ရလားဘာရှိမှတွေ့ရတယ်တမာတိရှိမှမြင်ရတာတမာတိဆိုတာဘာနဲ့တူလဲသိလားလက်နဲ့တမီနဲ့တူတယ်တမာတိဆိုတာလက်နဲ့တမီနဲ့တူတမာတိနဲ့ရှုတော့မှသဘောတရားတွေ့ရတယ်အရာဝတ္ထုတွေကိုလက်နဲ့တမီနဲ့ထိုးမှတွေ့ရတယ်တိုးတော့အဲ့ဒီမီးကိုအာပြီးတော့လားအထိုးခံတဲ့အောင်ပြီးတော့လားလက်နဲ့တမီနဲ့ထိုးလိုက်တယ်အမောင်ကိုဖြိုခွင်းလိုက်တယ်အဲ့မှသွားတွေ့တယ်ခလုတ်တိုက်မှလားစူးလားငွေလားကင်းလားပေါ့ဒါဆိုအလင်းရောင်ကတော့ထိုးပေးလိုက်တယ်ဘာကိုကြည့်ရတာလဲအဲ့ဒီအရာဝတ္ထုကိုကြည့်ရတာဒီလိုတမာတိနဲ့ခါရတဲ့ရှုတမာတိကိုမကြည့်ဘူးတမာတိနဲ့ထိုးလိုက်လို့ထင်ရှားလာတဲ့အရှုကောင်ကိုရှုတာဒါဆိုရင်မျက်မြင်ရုပ်ကိုရှုမှလားဉာဏ်မြင်ကိုရှုမှလားဒီသဘောပေါက်လားဒါဆိုမျက်မြင်ရုပ်ကိုရှုလိုက်လားမရဘူးလားတရားရှုတယ်ဆိုတာမျက်မြင်ရုပ်ကိုရှုတာလားဉာဏ်မြင်ကိုရှုတာလားပြဉ္ညက်ခန္ဓာကိုရှုတာလားသဘောခန္ဓာကိုရှုတာလားပြန်မှတ်ထားရမယ်မျက်မြင်ကိုရှုလို့ရတယ်မဖြစ်လို့ပေးမရှုတာလဲဆိုတော့တမာတိနုနယ်ပြီးတော့မရင်ကျက်သေးလို့ရှိရင်မှားမှဆိုးလို့ပေးမရှုတာကဲကိစ္စပြီးတဲ့အရိယာသူတော်ကောင်းတွေကကြတော့ဘာရှုတရားပဲပိတ်ထားလဲတရားဖွင့်ထားလဲတရားဆိုတာကိုကြားဘူးနာဘူးသိထားတယ်ဆိုအဲ့ဒါနဲ့ပြန်ပေါင်းဆက်ကြနုနယ်သေးတဲ့ယောဂီများကြတော့မျက်မြင်ကိုကြည့်မပွားများတတ်တဲ့အတွက်ပြည့်ညက်အောင်ပြီးတော့ကိလေသာဖြစ်မှာဆိုလို့မျက်မြင်ကိုမရှုတာဒါဆိုရင်မျက်မြင်ကိုရှုမှလားဉာဏ်မြင်ကိုရှုမှလားဒါဆိုရင်မျက်မြင်ကိုရှုလို့ရလားမရဘူးလားရှုလို့ရတယ်အပြက်နှေးလို့ယောဂီတို့ဒီခန္ဓာကိုယ်ကြီးသပင်တွေဖြူလာဖို့သွားတွေကျိုးလာဖို့ပရီတွေထွက်လာဖို့မနှဲစောင်းရတယ်အပြက်ကနှေးတယ်နှိချီပြီးစောင်းရတယ်ဟောခန္ဓာတွင်းကမဟာဗုဒ္ဓယုတ်ထေရဲ့သဘောကကြတော့နိုင်ပိုင်းမိနစ်ပိုင်းတွေပြောင်းလဲတာတွေတွေ့ရတယ်သူ့ရှုတော့မြင်တယ်အခုယောဂီတို့ကိုယ့်ကိုယ်တန်ဝေကရတယ်မှန်တယ်ကြည့်လိုက်တယ်ငငယ်တော့ကရုပ်နဲ့မတူတော့ပါလားသိတာသွားတယ်ငငယ်တော့ကမဲမဲချောက်ချောက်ပိန်မိလေအခုကျတော့ဖြူဖြူဆူဆူလေးအခုကျတော့ပရီတွေတွန့်လာတယ်အခုကျတော့အမဲဆက်တွေပေါ်လာတယ်သွားတွေကျိုးလာတယ်သပင်တွေဖြူလာတယ်တင်ညာလိမ်ပလိုက်တယ်ထားပါတော့ပြောချင်တာက
ဆယ်စုတွေခြားနာသွားရင်ကိုယ့်ရုပ်ပြောင်းတာအကြမ်းမှသွားတွေ့ပြီးတော့တောင်ဝေကလည်းရပါတယ်တတိဝင်တော့ငါသေရတော့မယ်ဆိုတာတော့နှလုံးသွင်းထားရမယ်ဒါဆိုရင်မျက်မြင်ကိုရှုလို့ရလားမရဘူးလားမျက်မြင်ကိုရှုလို့မရရင်ကိလေသာဝင်လိမ့်မယ်ယောဂီတို့အရာခါသိသက်ရှိသက်မဲ့ဘလို့ရှုမလဲအခုယောဂီတယောက်ကနုနယ်နေတယ်ထားပါတော့အမျိုးသမီးမျိုးသားမပြောတော့အမျိုးသားတယောက်ကနုနယ်နေတယ်။အော်ငငယ်ရွယ်လေးပဲအသက်20လေးပဲဒါပေမဲ့ဘလို့ရှုမလဲနုနယ်နေတော့ကြည့်လို့ကောင်းတာပေါ့ငယ်ကုန်ခေါ်တာပေါ့နော်။ဟောငယ်ကုန်ရှိတယ်သူ့ဘာလို့ရမလဲနှစ်50လောက်ပေါင်းလိုက်ညင်နဲ့ပြိုပြက်မှာပဲအိုမင်းသွားမှာပဲအဲ့လိုမျိုးနဲ့ပွားကြည့်ရတယ်အဲ့ဒါမှကိလေသာချုပ်တာဒဲတွေ့တဲ့မျက်မြင်ရုပ်တွေကကိလေသာဖြစ်စေတယ်အဲ့ဒါကိုညံနဲ့အပြက်ကိုပေါင်းချလိုက်လို့ရှိရင်ကိလေသာချုပ်စေတယ်အဲ့ဒါမလို့မျက်မြင်ရုပ်တွေလည်းပွားရမယ်အခုယောဂီတို့လိုချင်တဲ့တတ်မဲ့ပစ္စည်းတွေလူအသုံးဆောင်တွေဒါဆိုယောဂီတို့ cosmetic ဆိုတာဘာလို့တာလဲအတုပပစ္စည်းလို့ခေါ်တယ်အဲ့လိုပြန်ပွားရမယ်ပြောင်းမြန်နေတယ်အကုန်လုံးက cosmetic ဆိုတာအတုပပစ္စည်းတွေပုတ်တာပွားတာနာနာဟောင်းတာတွေကိုဖုံးပေးထားတာနော် highlight တွေလုပ်ပေးထားတာဖြောက်ထားတာလိန်ထားတာအဲ့လိုလိန်နာမှန်းသိပြီးသုံးဆွဲရင် cosmetic အသုံးရတာအဆင်ပြေတယ် smile line တွေထိုးတယ် silicone တွေထည့်တယ်ဘာညာရှိကြတယ်ဒီဘက်တော့သိတော့မသိဘူးအဲ့ဒါလဲအောက်တုပခန္ဓာကပြေနေကွာဆိုတဲ့အသိနဲ့နေအခုတော့မဖြစ်ဘူးမသိမှုနဲ့သွားရင်တော့အဲ့ဒါမောဟပဲလှတဲ့ထင်အသက်ကကြီးအိုနေပြီမရမကပြင်ထားတာအတ္တကြီးပြင်ဆင်ခွင့်ရှိတယ်အမှန်တရားသိထားရင်ကိလေသာမဖြစ်ဘူးငါအိုသွားပြီဒါပေမဲ့ငါနှုတ်အောင်ဖန်တီးမယ်ဒါမျိုးဟုတ်ပြီနော်အဲ့ကြောင့်ခုန cosmetic ရုပ်မျက်နှာမှာလိမ့်နေတဲ့ makeup တွေရေမွေးတွေ roll on တွေအဲ့ဒါအတုပကြီးပဲဘာဖြစ်လို့လိမ့်ရလဲပြန်သုံးသပ်လေကာဘာလောက်ထားရတာလောကထဲမှာပြောချင်တာထားလိုက်ပါတော့ဒါမျက်မြင်ရုပ်ကိုပြောသွားတာနော်ခန္ဓာထဲကိုပြန်ကြည့်မဲ့အခါမဟာဘူတရုပ်ကိုဘာနဲ့ရှုရမှာလဲတမာတိနဲ့ရှုရမယ်ရုပ်လို့စိတ်တက်တိကြနေဒဏ်ကြေးသင်းစိတ်ကုန်ပြီလားတော်တယ်နော်လှူတဲ့ယောဂီရလဲ343ဆိုတဲ့တရားစခန်းမှာဒဏ်ကြေးလေးစိတ်အပြည့်သေးလားကြည့်ရတော့ marketing ဆင်းတာလားမသိပါဘူးကောင်းတယ်လက်မှတ်ချက်ပေးပါအောင်တော့အဲ့လိုသာဒဏ်ကြေးလင်းစေးအကြိုက်ခဲပြောက်စေးတွေတောက်ပြီးတော့တရားရမှာဆိုတယောက်မှမလာတော့ပြောပြတာနော်ဒါညံမြင်ရမယ်စီဝါယိုပိတ်ဆို့တာမဟုတ်ဘူးဒါသိထားဖို့လို့တဲ့ဒဏ်ကြေးလင်းစေးတွေသိမ့်မလင်းကြအသားလောင်သွားလိမ့်မယ်ပျောက်မှာမဟုတ်ဘူးတပိတော့ခံစားပြီးပြီလေဆရာဝန်မနိုင်တဲ့ယောဂကိုတရားထိုင်နေတွေ့သွားတာအဲ့လိုပြောပြခွင့်ရှိလားကိုမတူတော့ငါသိတယ်ငါတက်တယ်ဆိုတဲ့စကားများပါသွားလားတရားပြောပြတဲ့တပည့်တော်အနေနဲ့တွေ့ကြုံမှုကိုပြောပြရင်ယောဂီတို့တိုက်ဆိုင်နေမှမရသေးဘူးရထားကြမယ်ဆိုမပေါ်လို့သွားဘူးလားဘာဖြစ်လို့ဒီလိုတွေ့လာလဲဆိုတော့ပွားများမှုကနေရှင်လာတာဉာဏ်ကမြင်တာဘာကြောင့်လဲတတိရှိလို့တတိရှိတယ်စိတ်တည်နေတယ်တတိရလည်းစင်ကြယ်နေတယ်စင်ကြယ်တဲ့တည်တဲ့စိတ်လည်းရှိတယ်ပြည့်ညက်တော့တမာတတိနဲ့တမာတမာတိဖြစ်နေတဲ့ခါကျတော့ဆေးအကြောင်းသွားတွေ့တာတပည့်တော့ဒီဆေးတွေကမတိုးပါလားဒီပရပတ်တအရှုခံခန္ဓာသဘောဟာသိခံရှုရင်သူ့လိုဖြစ်တည်ပြက်ဆိုတာတွေ့ရပါလားဆေးနဲ့မဆိုင်ပါလားဆိုတော့သွားလဲတွေ့ကောဒါကြောင့်လောကကြီးထက်မှာဒီပရပတ်တအရှုခံကြောင့်သိကြရတာဆရာဝန်မနိုင်တာဒီယောဂပါလားဒီအရှုခံပါလားနားလည်သွားတာအဲ့ဒါတတိကထိုင်းနေပေါ့နော်ဒါကြောင့်ဆေးကတည်ကပဲကာပါလုပ်မယ်တရားကထာဝရချမ်းသာခြင်းကိုပေးတဲ့အစိုးရနိဗ္ဗာန်ရောက်လိမ့်မယ်ဒါကြောင့်ပြန်ပြောမယ်ခန္ဓာထဲမှာအခုအာယုံပြုရှင်နာရာတင်းနာတောက်နာပူတာအဲ့ဒါမရှိဘူးလားအဲ့ဒါဘာခေါ်လဲရုပ်တရားလို့ခေါ်တဲ့ရုပ်တရားလို့ခေါ်တာကိုပြန်ဖြောက်လိုက်သိသဘောပဲရှိတယ်ရုပ်တို့အပြည့်ညက်ကိုပြန်ဖြောက်လိုက်သိသဘောပဲရှိတယ်သိပယ်စိုက်ပွားထိုးလေးပါမြတ်စွာဘုရားကသိပယ်လိုက်တယ်ဘာဟုတ်ပယ်မလဲပြည့်ညက်ကိုပယ်မယ်သဘောကိုစိုက်မယ်ပွားမယ်မကြမယ်သိပယ်စိုက်ပွားထိုးလေးပါမုတ်ချပရမတ်အခုခန္ဓာထဲမှာပူလာတယ်ဘာခေါ်လဲအဲ့ဒါရုပ်လို့ခေါ်တယ်ပူတာကရုပ်ဒါမဲ့ပူတယ်ဆိုတာမဟုတ်ဘူးပြောထားတာကပူတာဘု து ကိုညွှန်ထားတာလဲသဘောကိုညွှန်ထားတာ
တပည့်တော်မြင်ရတယ်နာမည်တွေ့လားမသိတဲ့သူကမေးမယ်နာမည်ဘယ်လိုခေါ်လဲမပြောပြရဘူးလားတကယ်တော့မြင်ကမှာတင်ညာမရှိဘူးခန္ဓာထဲကိုလည်းတမာတမာတိနဲ့ရှုရင်တိသဘောပဲရှိတာအပြောမရှိဘူးညှို့တော့မှသာလင်ပူတယ်လို့ပြောတယ်တေဇောလို့ပြောတယ်ရုပ်လို့ပြောတယ်ဖောက်ပြန်တယ်လို့ပြောတယ်ဟုတ်လားဒါဆိုရင်ယောဂီတို့ဒီလိုသိသွားတဲ့အခါကျတော့ပြောပြီးတော့ပဲရှုမလားမပြောဘဲနဲ့ရှုမလားကိုယ့်ကိုပွားသိသွားပြီလေသိပယ်သိလို့ရှိရင်ခန္ဓာရဲ့သဘောတရားကိုသိသွားရင်အမြည်ဖယ်ပြီးတော့ရှုသိပယ်သဘောကိုစိုက်ပွားများမှုနဲ့နေအဲ့ဒါပရမတ်တရားပဲပရမတ်တရားတွေ့ကြရင်ဘာလို့ရမှာလဲအပြောဖယ်ရမယ်အပြောပါနေလဲကုသိုလ်စိတ်ဖြစ်တယ်မမာဘူးပို့ပြီးဉာဏ်မြင်ခြင်းရင်ပို့ပြီးစင်ကြယ်ခြင်းတော့အပြောကိုတော့ဖြုတ်ရလိမ့်မယ်ဟိုရုပ်ကြာကြာရှုတဲ့ခန္ဓာထဲမှာမနေ့ကဘယ်နှကြိမ်ကျင့်ခဲ့ကြလဲတစ်ကြိမ်မှန်နာကြီးလဲဘယ်နှကြိမ်လဲ3-4-3က3လုံးဖြစ်သွားဘူးလားဘာမှမပူနဲ့3လုံးလောက်ပဲပြီးတော့မယ်နော်နေ့တက်ခါကျရင်ဒီပြီးတော့ရှင်းတန်းလေးပြီးမယ်သို့မဟုတ်အမိဖြစ်လို့ပြီးမယ်စိတ်ထဲမှာနည်းနည်းဟိုလေးထိုင်ရမယ်လို့သတ်မှတ်နေတော့ဒီပြီးတော့တဏှာကြီးလောက်ပြန်ဝင်လိုက်မယ်အမိဖြစ်ကဏ္ဍလုပ်ပြီးတဲ့ခါလုပ်ပြီးမယ်ရှင်းပြတဲ့ခါလည်းပါမယ်မမေးခြင်းဘူးမရှင်းခြင်းဘူးဆိုတော့လေးဖြစ်သွားမှာပေါ့ပြန်ပြောမယ်အခုခန္ဓာထဲမှာဘာပေါ်ရှုတဲ့အခါကျရင်အမြည်တက်ပြီးပြောလို့ရလားမရဘူးလားပြောလို့ရလားမရဘူးလားရတယ်လေသတ်မှတ်ချက်ကရှိတာပေါ့လူရလို့ဖြစ်လာတဲ့ကစကားတွေတင်လာတာဖြစ်တဲ့အတွက်ဖျားစကားနဲ့မပြောလဲပူတယ်လို့ပြောလို့မရဘူးလားပူလိုက်တာအဲ့ဒါကိုကတိလာလားတင်လို့တတ်တာလားမွေးတုံးကတတ်လားတင်ပေးလို့တတ်ထားတာကိုတမ်းမပြောနိုင်ဘူးလားပူတယ်တကယ်လို့သာမတင်ထားရင်တတ်ပါမလားမတတ်တော့ဘယ်လိုဖြစ်နေမလဲပြောတတ်ပါမလားမပြောတိုင်းဘယ်လိုနေမလဲသိနေတာပဲရှိတယ်အဲ့ဒါသဘောပဲဒါဆိုရင်တပည့်တော်တို့သဘောတွေကိုအပြောတင်ရတာဘာကြောင့်လဲတင်ထားတဲ့စကားတွေကြောင့်ဖြစ်ရတာလောကထဲကတင်ပြီးတယ်တရားကျင့်တော့ဘုရားကတင်ပြီးတယ်ယုတ်တိခေါ်တယ်နာမ်တိခေါ်တယ်ဓာတ်တိခေါ်တယ်စိတ်တိခေါ်တယ်ခန္ဓာ၅ပါးခေါ်တယ်ယုတ်နာမ်တိခေါ်တယ်ဘုရားဟောသမျှပြောသမျှတွေအပြောတင်ထားတာဘယ်သူပေါ်မှာလဲသဘောတွေပေါ်မှာဒီသဘောတွေကိုဘာနဲ့ရှုရမှာလဲစင်ကြယ်တဲ့တည်တဲ့စိတ်နဲ့ရှုမှရရှိတယ်ဆိုတော့အခုသိသွားတဲ့အခါအခုခန္ဓာတွေကိုဘယ်ချိန်ဘယ်ကာလရှုမှန်ကန်တဲ့ဘုရားဟောစကားလုံးနဲ့ပဲရှုဘုရားစကားလုံးမပါဘဲနဲ့ပဲတဲ့ပဲရှုသဘောကိုစိုက်တယ်တနည်းအားဖြင့်လောကထဲကပြောတဲ့စကားနဲ့တော့မရှုစေချင်ဘူးကိလေသာဖြစ်စေတယ်နှစ်မျိုးပြောမယ်နော်ခန္ဓာထဲကအရှုခံတွေကိုတွေ့ရင်လောကစကားမပေးနဲ့ကိလေသာတိုးပွားစေတယ်ဖျားစကားနဲ့ရှုကိလေသာကိုငြိမ်းစေတယ်ကြာလဲကြာရောလောကစကားနဲ့ရှုမိခဲ့ရင်လေအတိတ်ပဲမဖော်နဲ့မဝင်စားနဲ့ဥမာပူတယ်ဆိုရင်ဘလို့ပူတာပဲဘလို့ကတ်တယ်ပဲရှောက်မှပြောနဲ့ဟုတ်တယ်ပူတယ်ပြန်ပြောမယ်အချိန်ကတိတ်မလောက်ချင်လို့ပဲခန္ဓာစိတ်ထဲမှာလောနေကဲခန္ဓာထဲကိုကြည့်လိုက်တဲ့ယောဂီတို့ဟာပူတာတွေ့ရင်ဘာပြောမလဲပူတယ်လို့ပြောမှာပေါ့မပူလို့ပြောလို့ရလားဘာဖြစ်လို့လဲတင်ထားလို့ပူတယ်ပြောလို့ပူတာပြောတတ်တာနာတယ်ပြောလို့နာတာပြောတတ်တာအမှန်တရားဟုတ်လားမဟုတ်ဘူးလားနည်းနည်းမလဲစင်းနဲ့နော်ပြည့်ညက်တွေဖြိုးပြလိုက်ပြည့်ညက်တွေတက်ပြလိုက်လုပ်နေတာမဟုတ်ဘူးတရားပြန်စဉ်းစားမယ်ဒီပြီးတော့နာမည်ဘယ်လိုခေါ်လဲဒီပြီးတော့ခေါ်ခြင်းဒီပြီးတော့ထူးရင်ဘာခေါ်မှထူးမှလဲဒီပြီးတော့နာမည်ခေါ်မှဒီပြီးတော့ထူးမှပေါ့အဲ့ဒါမှားလားမှန်လားဒီနာမည်ဘယ်သူပေးထားရလဲတတ်မှတ်ချက်မိဘပေးထားတာလောကထက်မှာတစ်စက်ရက်ပေးလိုက်တဲ့မင်းနာမည်ဒါလို့ရက်ပေးတဲ့အခါကျတော့ဒီနာမည်ခေါ်တဲ့ထူးထူးနေရတာပေါ့ဒီပြည့်နာမည်ခေါ်လှည့်ကြည့်ပါမလားဒါလောကအသုံးမှာအမှန်ရှိတဲ့သဘောပူတယ်လို့မိဘအသင်ပေးလိုက်တယ်ပူတယ်ပြောတော့ဘယ်သူ့ကိုညှွတ်လိုက်လဲပူတော်ပဲညှွတ်လိုက်တာပေါ့နာတယ်ပြောတော့နာတယ်ညှွတ်လိုက်တာမှားလားမှန်လားအဲ့လိုလက်ခံရှုလဲရတယ်မသိတဲ့ခါကျရင်ပူလိုက်တာတော်တော်ပူတာမခံနိုင်အဲ့ဆိုသွားပြီလောကစကားနဲ့ခန္ဓာတဲ့ရှုရင်လည်းရတယ်နော်ပြန်ပြောနေပြီတခြားသားတော့မယ်နော်နှစ်မျိုးပြမယ်ရောမှလည်းဆိုးတယ်ပူတယ်ပြောလို့ပူတာသိတာပြည့်ညက်ကနေစသွားတယ်ပူနေပါလားအဲ့ဒါကိုပူတဲ့တိုင်းလက်ခံထားလိုက်ကေတာဟုခေါ်လို့ကေတာဟုထူတာလက်ခံလို့မရဘူးလားဒီပြည့်နဲ့ခေါ်ရင်ဒီပြည့်နာမည်ခေါ်ရင်ထူပါမလား
နားတယ်ပြောလို့နာတာညင်းလို့ရလားကြိုက်တယ်ပြောလို့ကြိုက်တာညင်းလို့ရလားထုံတယ်ပြောလို့ထုံတာကျင်တယ်ပြောလို့ကျင်တာအောင့်တယ်ပြောလို့အောင့်တာညင်းလို့ရလားအမှန်တရားပဲလေအဲ့လိုလက်ခံပွားရင်ရတယ်နော်ဒါဆိုရင်အခုခန္ဓာထဲမှာနာနေပြီနာတယ်ပြောလို့နာတယ်ဘာဖြစ်လဲနာတယ်အဲ့ဒါကိုအထိပ္ပယ်မဖော်နဲ့တော့နာနေပါလားဟုတ်တယ်နာတယ်ဘယ်လိုပဲဘယ်ရွေ့ပဲမပြောနဲ့အဲ့ဒါကိလေသာဝင်တယ်ဟောနာနေပါလားလို့အသိတော်ပြီနာတယ်နာအသိအဲ့တိုင်းလေးပဲသိခံနေနာတဲ့မြချို့သွားလိမ့်မယ်အဲ့သဘောကြံခဲ့လိမ့်မယ်ဟိုတပည့်တော်ကိုနာမည်မေးတော့တပည့်တော်ပြောလိုက်ပြီတပည့်တော်နာမည်ကတော့ကိတာဦးလို့ခေါ်ပါတယ်ဆိုတော့ယောဂီတို့မသိသွားဘူးလားပြီးလဲပြီးရောတပည့်တော်မြင်နေမြင်နိုင်ကိတာဦးစလုံးမောနဲ့တွဲမြင်နေတာလားမြင်ကသဘောပဲရှိနေရဒီလိုပဲပေါ့ခန္ဓာထဲမှာနာတယ်ဆိုရင်ဟုတ်တယ်နာတယ်နာလို့လက်ခံလိုက်တယ်နာတယ်ဟုတ်တယ်အမှန်တရားပဲလေနာတယ်ပြလို့နာတာဟုတ်တယ်နာတယ်ပေါ့ပြီးပြီအဲ့ဒါကိုကြာကြာကြည့်လို့ရှိရင်နာတဲ့အမြင်မရှိတော့ပဲသဘောကြီးသွားတွေ့တယ်တပည့်တော်နာမည်မေးလိုက်တယ်ကိတာဦးလို့ခေါ်ပါတယ်ဗျာဆိုတပည့်တော်စလုံးပုံးနဲ့တွဲတွေ့နေရလားမြင်ကနဲ့ပဲတွေ့နေရလားနာတယ်ပြောလို့နာတယ်သိသွားပြီလေဆက်ပြီးရှုနေသဘောပဲတွေ့နေတာနာတာမတွေ့ဘူးတပည့်တော်မြင်လို့ရှိရင်နာမည်မတွေ့ဘူးမြင်ကပဲတွေ့နေတာပြောလို့မှသာနာမည်ပြောလိုက်တာလက်ခံလိုက်တယ်ဟုတ်တယ်ထူးဗာလဲခေါ်ရင်ထူးလိုက်တယ်ဟုတ်တယ်ပြီးလဲပြီးရောယောဂီတို့အမြင်ကစလုံးပေါ်နဲ့တွေ့မနေဘဲနဲ့မြင်ကပဲတွေ့နေတာအဲ့သဘောပဲဒီမှာနာနေတယ်ဟုတ်တယ်နာတယ်လက်ခံလိုက်တယ်အမှန်တရားပဲဆက်ပြီးသိခံရှုနေတယ်သဘောပဲသွားတွေ့တယ်စလုံးပေါ်မတွေ့တော့ရှင်းလားဒီလိုနားလည်ထားရမယ်တခါနာတယ်မပြောချင်ဘူးကိရိတာဝင်မှာဆိုလို့ဥပမာချောတယ်လို့ပြောရင်ကိရိတာဝင်တတ်တယ်ပုံကြီးချက်တတ်တယ်မချောဘူးဆိုလို့ရှိရင်လည်းကိရိတာဝင်တတ်တယ်ဒေါသဖြစ်တတ်တယ်ပုံကြီးချက်တတ်တယ်အဲ့ဒီပြည့်ညက်တွေကလောကပြည့်ညက်ကလေပတ်သားထားမှာကလောကအသုံးနေတဲ့ပြည့်ညက်တွေကကိရိတာမစင်ကြယ်ဘူးချစ်ချင်းမုန်းချင်းမြဲပါတယ်ဖယားနှုတ်ကထွက်တဲ့ပါဠိစကားကြတော့ကိရိတာစင်ကြယ်တယ်ဘာကြောင့်လဲတပ်ပကျွတ်နာရွှေညံတဲ့မြတ်စွာဘုရားကသုံးလောကထွက်တာမြတ်စွာဘုရားပြောသမျှဟောသမျှတွေကအယံတည်ငြိမ်တယ်နောက်တစ်ချက်ပြောလိုက်ပါအောင်မယ်ဖယားဆိုတာတဲ့ဆရာတော်ဘုရားကြီးလည်းရှိတယ်ဒီမှာစာတကတက်တဲ့ဆရာတော်ဘုရားကြီးရှိတယ်ဖယားဆိုတာဆွန်ကြီး၅ပါးစွန့်သွားတာတဘာဝပါစွန့်သွားတာယဟန္တာဆိုတာဆွန်ကြီး၅ပါးမစွန့်ဘူးတဲ့ဗီဇစရိတ်တွေမပယ်နိုင်ဘူးတဲ့အဲ့ဒါသင်္ဟုစပယ်ကိုယ်တိုင်ဟောထားတာနော်သင်္ဟုစပယ်ကိုယ်တိုင်ဟောထားတာဟောင်းပါဟောင်းမပြောတဲ့ပုဂ္ဂိုလ်ကဟောင်းပါဟောင်းမပြောမယ်တဲ့သူဗီဇမပယ်ဘူးတဲ့ဒါတော့ကိစ္စတော့ပြီးနေလိမ့်မယ်တဲ့ဟောတွတ်ရှော့တဲ့ပုဂ္ဂိုလ်ကတွတ်သွားမယ်တဲ့သူဗီဇတော့မပယ်ဘူးတဲ့ကိစ္စတော့ပြီးနေမယ်တဲ့ဟောရှင်သာရိပုတ္တရာဆိုရင်ယဟန္တာတော့ဖြစ်တယ်ဗီဇမပယ်ဘူးမြောက်ဘဝလာတယ်ပြောလို့မြောင်းတွေလည်းခုတစ်ပင်တွေလည်းတက်ဆိုတော့ဟောတခါတရံကြရင်တရားထဲမှာပါတဲ့ကိစ္စပြီးတဲ့ယဟန်ဟာတဲ့ဆက်လိမ့်မတော့အောင်ကိုမဆရဘူးတဲ့ဒါတွေရုပ်တွေကြားဘူးလိမ့်မယ်တခါတရံကိစ္စပြီးတဲ့ကိတ္တကုံစင်းတဲ့ယဟန်နာတွေဟာတဲ့ဆက်လိမ့်မတော့တော့ကိုမဆတော့ဘူးတဲ့ဆက်လိမ့်တော့ချင်းကိုစားခြင်းဟာတဲ့ဒါကိတ္တမကုံသေးလို့တဲ့တဏှာရှိနေလို့တဲ့ဆွဲလန်းနေလို့တဲ့ဟုတ်လားသူ့ရဲ့ဗီဇလေမစွန့်သေးတာလေဖယားနဲ့ရှင်လုံးမမရတာဖယားကြတော့စွန့်ကြီး၅ပါးဆွန့်သွားတာအကုန်ဒါကြောင့်မလို့အနိုင်မဲ့အတူမရှိသုံးလောကထောတာမြတ်စွာဘုရားတပ်ပညတရှင်ညတော်ရတာအဲ့ဒါလေးတွေကအကျင့်တွေကနေသိကြရတယ်ယောဂီတို့ဒါဆိုယောဂီတို့ကိတ္တကုံစင်နဲ့ယဟန္တာဟာစွန့်စားလားမစားဘူးလားအဲ့ဒါမစားနဲ့ပြောလေစားတာတဏှာမဟုတ်ဘူးလားဘာဆိုင်လို့လဲအာဟာရကျွေးမယူဘူးအာဟာရကျွေးတာလေဒါဆိုရင်ဆက်လက်တောက်တယ်တဲ့အဲ့ဒါတဏှာလားကာယိကဒုက္ခသုံးဆွဲနေတာကွန်းစားတယ်ဆက်လက်တောက်တယ်ယဟန္တာပယ်တာမဟုတ်ဘူးသူ့ဇေယျတိုင်းသူသွားတာဖယားကကြတော့ဆရာတော်ဖက်တွေဟောပြတယ်ဒီလမ်းတောက်လို့အန်တရရှိတယ်သွားတာပဲလှည့်မပြန်ဘူးတဲ့ယဟန္တာကြတော့အန်တရရှိပြန်လှည့်ပြန်လာတယ်တွေ့လားကိစ္စပြီးတဲ့နိဗ္ဗာန်ဝန္တာတူတယ်ညံတော်တွေမတူဘူးရှင်လို့မရဘူးဒီလိုမျိုးပြောတာစကားကနော်ဒါနည်းလေးပေါ်လို့ပြောလိုက်တာခါကျရင်တရားတော်တွေထက်မှလေဟိုသင်္ကုစပယ်တရားတော်တွေနာကြတဲ့ခါကျတော့ပို့ပြီးအသိဉာဏ်ဖြစ်တဲ့ခါကျတော့ယောဂီတို့တန်တရားတွေဖြစ်မှာဆိုတော့ထည့်ပြောလိုက်တာရှိပါစေတော့ကိုင်ခန္ဓာတဲ့ကိုကြည့်တယ်ပူနေတယ်ပူတာအမှန်တရားလားဟုတ်လားမဟုတ်ဘူးလားအပူတာကလောကသုံးလားဖယားစကားလားလောကသုံးကြီးအဲ့တော့ချဲ့ထွင်တတ်တယ်ဟာအရန်ပူတာပဲမခံနိုင်တော့ပူချစ်နေပြီသွားကိရိတာဝင်ရောအဲ့ကြတော့ဘာလုပ်ရလဲပူတာကိုပဲလက်ခံထားအတိတ်ပဲထပ်မဖော်နဲ့မချဲ့ထွင်နဲ့ဟုတ်တယ်ပူတယ်ဒါဘာကြောင့်ပြောလဲတပည့်တော်လို့ရှုခဲ့တာတပည့်တော်လည်းနိုင်ရှိတယ်ရှုတဲ့ခါမှာထွက်ပေါက်မရအောင်ယုတ်ကြီးပဲမဲရှုနေတာနောက်နံပါတ်ပါလှည့်ရှုတော့ထွက်ပေါက်ရသွားတာလေးပါသလိုယုတ်ကြီးမဲတင်းရှုတဲ့အခါမှာဟာမခံနိုင်ဘူးဘာလို့သဘောမဆိုင်သေးတာလဲဇော်တွေကပ်ပြီးတော့လေအရှုကံမှာမပြောက်ချင်းစိတ်
the Bochana, Logenesity, Bonita, no doma, Amandianga, Lakamayama Belly, Nara Nabisi, boss. A lot of us say Chanta, Yagua. Narago maiden should be the low the Madaka, Piauchin be a sorry Debbie, Dodari Pinia. A Nara Nama Belly, the Amandianga, Lakamele, Hata, Dogun Jada. That's in Locas the guy and Nara, Amandiacola Mabula. And of Lakan be yame. Manava de Biolumamiali. Pablo Nara Majeta to Melogena. Oh, Loga Donajica, the Amandiabala, Narabelu Nara wedding, a body 6 soon the Amandiabelu, La Lakalego, Chana Dori. Aramupene, Manazi Ludesica, Amandia Lamacanali, a daughter pitabo. The Yashu de Kama, Pure dying le Malone, Kunyan leku. Pure dying the car, Matai sign, Kunyan neko guard. Tamaku a top yard. The Kayan Biro Tony de Apioso, a tone only de, they need a shipwedima, good number Matai sign le, Goodita a thing and a Joa to Tomar. Or Datin Dache Dilo Tolumiao. That the video they out here tiny de Kama, people like a thing in a total shoe, top of the yard. Tabaro, that's why Loga Sakane, Toa Mala, Piazza Cane Toa Mala. Loga Sakane, Toa Yala, Piazza Cane Toa Mala. Loga Saka, Piazza, Tono Yala Miaula. Tap your Jimmy. The video I let tiny rabo. Puccini rave. Piauchine, that the video ye good wigo, Yogiduna to do the Tadachan I met in Lopia Bida Sinji. The video Piazza Cane Madono. Naida qua, Pudeta qua, Hello never pay cabby tiny. A chain lemure, Piaule Piauchine, a chin the Kuara, Mapping the video. Man, those are Capio, Mapping with the Yayala. Jada le Pioluya, Tuida le Piolumia, Jawara. Mapping boo, the can't tiny, data beyond tiny, nice she is sweatable. Logas are in a Pudeta qua, now you may be the Vala. Pudeta. Hello, never Pude, Nare. Hello, Senya Ginebe, Schumann in it. A data let me be the maybe a man needed. Pumantide, Majaipu, Namantide, Majaipu. Hello, be, ye, be of Pumanti, Namati, Majaipu, Dota Sika or Landole, a data night be on sound Yarabo. The can Yarabo. Yinganaga, Mapiena. Mapien Bene, a data be on thick and sound shoot. Nai shady go data and a go swear. Hello, never chalejo, hard. Hung up a same Sura Bala, Papetorale. Oh, Nilu on our heart. Ah, Papetorale. Pinya Chodora. Eddie Loga Atonum nebe, Majaipu, Nai, Data Miore. Pimbo se Magubu, Dota Tama Yogi to Pinjene, Joajene, Margene. Aran Ura Yube, Nara Yube, Loga Sagane Shindoni, the Pura Ira Tina Donna Nara. Pintan at the bowway, Chachali Tikashunishunally, she say Garo, Ramabema, Data Naimiore, Majaipu, Yauchene, Alunebe, Ye, Bilomatika, Challenge of Adinali Biaware. Hardy, Kara so in it, not Data Naimiore, not Pinjin, who pins Yalemuluba Lare. Ah, Piatora Lemuba Lare, Tini Balare. Ha, to the Woiba Lare. And a Papitorale. Chacha Tikani in it, two bomba pioni, the Pinaka Cholisho to the Wasai Dora. A pioni de abiori, a jaimini. Oh, the video name. A poane to him at Hara. He, long. Ah, Nina Melinga, ne Brutamala, ne Angezomala. Puri Paria, video on Namamido, Namedi Mamamido. Papirole, at the Gilalo. Oh, poo. Amina Masura, Yai Veshida. Giant Piago Piaude, Look Jammy Pete had a me. Shilla? The video Uma Big Bude, Tanjong the cool settled Harry, but do I Jangaman? Jala and Tanjong Jangam sequel on me. Oh, the video go Name Pete Harry. Jala and Nameria Yobi meet Ware. The boy were to it. Kanatamale pobet at the body ama, a beauty lare. Titamaga. The Bobe Twim, a Pioria, a Jaimino, Chacha, thick and sound showing. Tanjamo to Tare, say lube, automatic Luendware, Tanjaway Jangadru. Kanateka, a Shugangale, Jate Amina Peshu, Pop and a baby, Yodia baby, Daliba baby, other baby, Jate Amina Peshu, not a baby, Dana Botana, Jate Amina Peshu, Kubaka, the Rita Tikalu, Jalain,
လောကစကားလည်းမရှိတော့ဘဲနဲ့သဘောစိုက်တယ်ဖျားစကားလည်းမရှိတော့သဘောစိုက်တယ်အဲ့ဒါဘာခေါ်လဲအရှုခံယုတ်တရားလို့ခေါ်တယ်ခန္ဓာမောပြင်ပမောအဲ့ယောဂီတို့ပြင်ပမျက်မြင်ခန္ဓာကိုကြည့်မျက်နှာကြည့်မျက်နှာမတွေ့ရဘူးလားဘယ်နေရာမျက်နှာလဲလိုက်ရှာကြည့်မျက်လုံးပြောတယ်ဘယ်နေရာမျက်လုံးလဲဘယ်နေရာမျက်ခုံးလဲဘယ်နေရာနှာဖူးလဲလိုက်ရှာခြင်းမရှိဘူးဘာတွေပဲရှိလဲသဘောတွေပဲရှိတယ်ပေါင်းဆက်ထားတာပဲရှိအဲ့လိုထောက်ပြီးပွားကြည့်ပြည့်ညက်တွေချုပ်သဘောတွေစိုက်ကုန်ပုဂ္ဂိုလ်တ attva အထက်တရမမရှိဘူးအမုံတွေဖွဲ့စည်းတဲ့ဒုတွေကြီးပဲရှိတာခဏဖြူခွဲသွားရင်အမုံပဲရှိအဲ့ဒါလိုပွားကြည့်မျက်မြင်တက်ရှိတဲ့အရာခသိရလဲသဘောတွေဖြစ်ကုန်အပြောတွေမရှိဘူးလုံးပေါင်းယူတာလင်ပြည့်ညက်တက်ပြီးခေါ်နေတာတကယ်လိုက်ရှာမတွေ့ဘူးဆိုလိုတာကသဘောပဲရှိတယ်အပြောမရှိဘူးသဘောတယောက်အပြောတင်ထားတာလို့ပြောချင်တာလောကတရှိတတ်မဲ့ကောခန္ဓာတွင်သဘောအရှုခံကောရှင်းလားဒါကြောင့်မို့ဒီပြီးတော့ဗာပြောလိုက်လေသဘောပရမတ်ယုတ်တရားအကြောင်းရှင်းပြမယ်လို့ပြောရတာခန္ဓာကိုယ်တွေ့ဉာဏ်မြင်သဘောပရမတ်ယုတ်ဒါကိုရှင်းလားမျက်မြင်နဲ့တွေ့ရင်လည်းကိုယ့်ဘက်ကဉာဏ်နဲ့ပေါ်ရမယ်အခုယောဂီတို့အားလုံးတယောက်ကိုတယောက်နာမည်တွေတွေ့ရလားဘာနဲ့တွေ့နေရလဲသဘောနဲ့တွေ့နေတာမြင်တဲ့အပေါ်မှာမြင်ကာပဲရှိတယ်တင်ညာမရှိဘူးဒါဆိုဘာခေါ်မလဲမြင်နေတယ်ပြောအခုဒါမြင်နေတယ်ဘယ်လိုပြောမလဲပြောလို့မရဘူးလေကြံဖန်ပြောအမြည်တစ်ခုရှိတာပေါ့ဒါပေမဲ့မြင်ကာပဲရှိတာဘယ်လိုပြောမလဲတတ်မှတ်ချက်ရှိရင်ပြောလို့ရနော်ပြီးတော့မှအော်ဒါအဖုံးလေးပဲပြောမှာဒါပေမဲ့အခုမြင်ကာပဲရှိတာအရာခသိတက်ရှိတမက်ကမြင်ကာတွေပဲရှိနေတာအဲ့ဒါကိုနေရင်ထိုင်ရင်နားရင်ပွားပါရက်ကလည်းတူတယ်9ရက်ဆိုတာဝါတွင်3လကျင့်တဲ့ယောဂီများအတွက်ဘာမှမပြောပါတော့တဲ့ရက်ကလေးယောဂီတို့ဒါကိုတရားစခန်းလုပ်ပြီးကျင့်ရတာဖြစ်တဲ့များများပွားရမယ်များများစိုက်ထုတ်ရမယ်အလကားမနေနဲ့ကိုယ့်အတွက်ကြီးပဲကိုရတာကိုယ်တရားပဲအခုတပည့်တော်မြင်နေဆိုတာဘယ်လိုပုံစံလေးနဲ့မြင်နေရလဲအခုတပည့်တော်တစ်ခါပြောလိုက်မယ်နော်ပြည့်ညက်ပယ်ပြောက်ပရမတ်ဉာဏ်ရောက်အောင်ပွားမဲ့တရားစခန်းဖြစ်တယ်ဘယ်ဘက်မှာလဲမြင်ကြားနံစားထိသိဘယ်ဘက်မှာလဲပြီးရင်ခန္ဓာအတွင်းမှာလည်းအတိုင်းပွားမှာမြင်ရတဲ့ပြင်ပလောကမြင်တဲ့ပုံမှာကြားတဲ့ပုံမှာအနက်ရတဲ့ပုံမှာစားနေတဲ့ပုံမှာထိနေတဲ့ပုံမှာသိနေတဲ့ပုံမှာသိတာကတော့မနှောဖြစ်သွားတာပေါ့မနှောမှလည်းစင်ကြယ်ရမယ်ကဲမြင်နေမြင်တာမှာသဘောဆိုင်အောင်ဘယ်လိုပွားမလဲမြင်ကသဘောကတာအပြော်ကြီးမြင်ကမှာသဘောဆိုင်အောင်ဘယ်လိုပွားမလဲအပြောဖြုတ်ပလိုက်ပေါ့တပိတော့မြင်နေတာဘယ်လိုမြင်နေတာလဲအပြောနဲ့မြင်တာလားသဘောနဲ့မြင်တာလားသဘောနဲ့မြင်ဘယ်လိုပြောမလဲနာမည်ပါလားအဖြူရောင်လေးပါလားမျက်မှန်လေးပါလားပါလို့မရအောင်နော်ဒါဆရာပါလို့မရအောင်မျက်မှန်ပါလို့မရအောင်မျက်မှန်ဆိုတာရှိလားမျက်မှန်ဆိုတာရှိလားရှိတယ်လေတတ်မှတ်ချက်တာမရှိတာလေသဘောပဲရှိရလေနော်မျက်မှန်ဆိုတာတတ်မှတ်ချက်မျက်မှန်ဆိုတာရှိလားရှိတယ်သဘောပဲရှိတယ်မျက်မှန်ဆိုတဲ့အမည်မရှိဘူးခေါင်းဆိုတာရှိလားတတ်မှတ်ချက်တော့ရှိတယ်တတ်မှတ်ချက်ဖယ်လိုက်ခေါင်းရှိလားနှစ်ဖူးဆိုတာတတ်မှတ်ချက်ဖယ်လိုက်နှစ်ဖူးရှိလားဒါဆိုဘာအယောင်လေးလဲဖြောစားပါလေတတ်မှတ်ချက်ဖယ်လိုက်သဘောပဲရှိတယ်ဒါကဘာလဲမိုက်ဆိုတဲ့အမည်ဖယ်လိုက်မြင်ကသဘောပဲရှိတယ်ဒီလိုမျိုးပွားကြပါယောဂီတို့တင်ညာတွေဖြုတ်လိုက်ဖယားအကြိုက်ဖြစ်တယ်ပရမတ်ကိုရောက်တယ်နိဗ္ဗာန်ဝင်မယ်ဦးကြားနေတယ်ဘာအတန်လဲဟမ်မီးစက်ကိုဖြုတ်လိုက်ဘာဖြစ်လဲအတန်ပဲရှိတယ်ဟုတ်ဘာအတန်လဲတခြားပြောဘာအတန်လဲဟမ်သွားပြီဆရာအတန်ဆိုလည်းသွားပြီခွေးတန်ဆိုလည်းသွားပြီအတန်ပဲရှိရမယ်တရားစခန်းမဖွင့်ခင်တရက်အကျိုးရောက်လာတယ်ဟောင်လိုက်တဲ့ခွေးတွေတောက်လျှောက်ပဲဒီမှာခွေးအုပ်စုဟောင်လိုက်တာစိတ်ထဲမှာနားကြီးတဲ့တာကွာဒီခွေးတွေဘာဟောင်နေတာလဲဟာမဟုတ်သေးပါဘူးနားကြီးတို့ပဲရမလဲအတန်ပဲရှိတယ်ဒီခွေးတွေကွာဘယ်လိုဟောင်နေတာလဲဟာမရမနာစိတ်ထဲမှာပဲဖြစ်သွားတယ်ဒေါသဖြစ်သွားတော့နားကြီးလိုက်တာပေါ့ဟာနားကြီးတာမှမရှိတာအတန်ပဲရှိတယ်စိတ်ကိုပဲပြောင်းလိုက်ရတယ်အတန်ပါမှာနော်
ဥမာယောဂီတို့ကြိုက်တဲ့တခြင်းတစ်ပုတ်လာတယ်နားကြီးတယ်ပြောမလားအတန်ပဲဖြစ်ရမယ်မตายရနဲ့ခွေးအောင်တန်ကြတော့စိတ်ဆိုးတယ်ခေါင်းတော့ဟာနားကြီးလိုက်တာခွေးဟောင်တန်မရှိဘူးအတန်ပဲရှိရမယ်ကာလာမတင်နဲ့သဘောပဲသွားမယ်နော်ရှင်းလားတခြင်းတစ်ပုတ်ကြားတယ်ကိုနှစ်တဲ့တခြင်းကြတော့မနားကြီးတယ်မပြောဘူးသဘောကြီးကြအလောဘခွေးအောင်တန်ကြတော့နားကြီးတယ်ပြောဒေါသအဲ့ဒီခေါင်းနဲ့အတန်ပေါ်မှာအတန်ပဲရှိရမယ်ခွေးတန်မပါရအောင်တခြင်းဆိုလဲအတန်ပဲဖြစ်ရမယ်ဘယ်သူဆိုတော့ကောင်းတယ်မပါအောင်ရှင်းလားအနံ့ရလာတယ်ဟာမှုလိုက်တာကွာမပါရအောင်အနံ့ပဲဖြစ်ရမယ်နံလိုက်တာကွာမပါရအောင်အနံ့ပဲဖြစ်ရမယ်မှုေးခြင်းလောဘနံခြင်းဒေါသကိလေသာဝင်တယ်ဘယ်ကသွားတာလဲပြည့်ညက်ချက်ကသွားတာမြင်တဲ့ပုံမှာလဲပြည့်ညက်ပါရင်ကိလေသာဝင်တယ်အမြင်မှာပြည့်ညက်ချက်ဖြုတ်လိုက်မြင်တဲ့ပုံမှာပြည့်ညက်ချက်ဖြုတ်လိုက်မြင်ကသဘောပဲရှိတယ်တင်ညာပေးရင်ကိလေသာကြားတဲ့ပုံမှာတင်ညာပေးရင်ကိလေသာတင်ညာဖြုတ်လိုက်အတန်ပဲဖြစ်ရမယ်အဲ့ဒါပွားမရတာနော်အနံ့ရလာတယ်ရတဲ့အနံ့ပေါ်မှာတင်ညာဖြုတ်လိုက်အနံ့ပဲဖြစ်ရမယ်တေလို့ရှိရင်အာရုံ6ပါးရင်ဆိုင်ရမှာယောဂီတို့စားတယ်မနက်ကတပြီးတော့ပြောတယ်မွေးငါစားနေနဲ့ပြောတယ်မနက်ကဘာစားခဲ့လဲသွားပြီမနက်ကဘာစားခဲ့လဲစားတဲ့သဘောပဲရှိရမယ်ပြည့်ညက်မပါရအောင်ပြည့်ညက်ပဲပြောပရမတ်ဉာဏ်ရောက်ဆိုတာကိုများလေးပွားပြီးပြန်သွားရင်ပါသွားပါစေပွားမရနိုင်ပါစေတပြီးတော့တတ်နိုင်တဲ့များတော့ပြောပြီးနေမယ်ပြောင်းပြန်လှန်ရတော့မှတပြီးတော့အတိတွေရမနက်ကဘာနဲ့စားခဲ့တာလဲပြည့်ညက်တင်ပါလဲမဝင်ကားဖြုတ်ပလိုက်ပြည့်ညက်တင်ပါလဲဇွန်းမုတ်ဖက်ဟင်းရည်ဖြုတ်ပလိုက်ဒါဆိုရင်သဘောဖြစ်သွားရောသဘောပြင်တော့ဒေါသမလာတော့ပေါ့တာလည်းမရှိတော့ငံတာလည်းမရှိတော့သဘောတွေဖြစ်နေတာသဘာဝတွေဖြစ်သွားတာဟုတ်ပြီနော်စိုင်းနဲ့ကောင်းတာမပါဘူးလားကောင်းတာလည်းဖြုတ်ပလိုက်လောဘဖြစ်တတ်တယ်မကောင်းပါလားလည်းဖြုတ်ပလိုက်ဒေါသဖြစ်တတ်တယ်ကောင်းမကောင်းမပါဘူးအာယုံပြီးထိသဘောလေးနဲ့ဖုံးပြီးသောဆောင်နေအစားတဲ့ပုံမှာလည်းကိလေသာမရှိတော့သဘောဆိုင်တယ်ထိဟုတ်ယောဂီတင်ပါနဲ့ကျန်တဲ့ထိမနေဘူးလားတင်ပါဆိုတာရှာတွေ့လားကျန်းဆိုတာရှာတွေ့လားတင်ပါကိုအောင်ပြုလို့ရလားသဘောပဲရှိတယ်ကျန်းကိုအောင်ပြုလို့ရလားသဘောပဲရှိတယ်ထိတိသဘောလေးပဲရှိတယ်ပြည့်ညက်ချုပ်သွားတယ်ငါတင်ပါနဲ့ကျန်းတဲ့ထိလို့ငါနာတယ်အောက်ကမီးစားနဲ့ထိုးသလိုပဲအောက်ကအဆူတွေနဲ့ထိုးသလိုပဲအဲ့လိုပါဝိုင်းသွားပြီမြင်ကြားနဲ့သာထိတိတဲ့ပုံမှာလဲတိသဘောပဲရှိရမယ်ဘယ်သူဘယ်ဝါဆိုတာကိုအဓိပ္ပာယ်မပေါ်အောင်ထားလိုက်ပါတော့နော်ဒါဆိုရင်အခုပြောချင်တဲ့သဘောတရားသည်လောကစကားနဲ့ပွားလဲအမှန်ပဲမပွားတဲ့ရင်မပွားနဲ့အန္တရာယ်ကြီးတယ်ဘာနဲ့ပွားမလဲဖျားစကားနဲ့ပွားဒါကတော့ယုတ်တရားပဲဒါတော့ဖောက်ပြန်နေတာပဲယုတ်တရားကဖျားစကားဖောက်ပြန်တာကဘာသာပြန်ပေါ့ဖောက်ပြန်နေဆိုတာခန္ဓာတက်ကအရှုခံကိုဖျားပြည့်ညက်တင်နေတာယုတ်တရားလို့ပြောတာခန္ဓာတက်ကနာနေမှုကိုဖျားယုတ်တရားလို့ပြောတယ်ယုတ်တရားနဲ့ညီမျှတဲ့စကားလုံးကကြတော့ဖောက်ပြန်တယ်ပြောင်းလဲတယ်လောကစကားဖောက်ပြန်လောကစကားရတော့ဖောက်ပြန်တယ်ပြောင်းလဲတယ်ဖျားစကားကြတော့ယုတ်တရားဖျားစကားနဲ့ပြောလို့ရှိရင်လည်းချမ်းသာတယ်သူနဲ့ဒိဗ္ဗေတူတဲ့ဘာသာပြန်ကြတော့ဖောက်ပြန်တယ်ပြောင်းလဲတယ်ကြိုက်တာနဲ့သုံးသဘောဆိုင်တယ်ဉာဏ်ကြီးသွားရင်စကားမတတ်တဲ့ကလေးတယောက်လိုနေလိုက်ရှင်းလားဒါဆိုချမ်းသာလိမ့်မယ်ဒါပြန်ပြောမယ်နော်ခန္ဓာတဲ့ကိုရှုရင်အပြောပါလားမပါဘူးလားပါလိမ့်မယ်အဲ့ဒါသတိထားပြီးသိရမယ်ပါတဲ့အပြောသည်လောကစကားနဲ့ပြောနေမှာလားဖျားစကားနဲ့ပြောမှာလားကြိုက်တာကိုသုံးသူ့အတိတ်ပဲမဖော်နဲ့သိုံလေးပဲထားကြာလာလို့သိခံရှုရင်သဘောပဲတွေ့ရတယ်တပည့်တော်မြင်လို့နာမည်မတွေ့သလိုခန္ဓာတဲ့ကိုတန်းရှုရင်လည်းရှိနေတဲ့သဘောကိုပဲတွေ့ရတယ်မနေ့ကယောဂီတို့ဒီပြရှုွက်တင်တဲ့ခါမှာလည်းဒီပြတော့မှလည်းခံစားလိုက်တာပြောမနေနဲ့ပြင်းထားလိုက်တာအထဲထဲမှာပြောရင်ပြောနေပြောင်းလဲသွားပြန်အောင်ပြန်တက်လာပြန်အောင်တွေ့နေရတဲ့ခန္ဓာထဲမှာဒီသဘောကိုဘာကြောင့်တွေ့လဲမပြင်းဘဲနဲ့ဇွဲနဲ့ဘဲနဲ့အဋိဌာဏကြီးပြအောင်သိခံပွားများရှုွက်တင်ကိုယ်တိုင်လဲပေးကိုယ်တိုင်လဲထိုင်ယောဂီတို့ပေးနေလိုက်ဖြစ်တဲ့အတွက်ဒီပြတော့မှပြောင်းလဲနေတယ်တကယ်တာမန်ချင်းဆိုပြင်ပလိုက်မှာပေါ့တရားတကယ်ထိုင်တဲ့ခါကျတော့တရားတင်ပြီးတော့သတိထားတဲ့ခါကျတော့သဘောတွေစိုက်ကြွခြင်းမခြင်းပြင်ကျင်တဲ့စိတ်တော့ပေါ်တာပေါ့ဒါတရားထိုင်နေကြတာပဲဆိုတဲ့စိတ်နဲ့တိခံနေနဲ့မဟာတရားတက်တဲ့အရှုခံကလည်းပြောင်းလဲသွားပြင်တက်လိုက်ကြလိုက်နေဆိုတော့အဲ့နေရာမှာယောဂီတို့တင်တယ်လို့ပဲဒီပြတော့ခန္ဓာတက်ကိုရှိတော့တတ္တိပဲတွေ့တယ်တင်ညာမတွေ့ဘူး
ပူတတ်တိကိုက်တတ်တိနာတတ်တိတတ်တိတွေပဲတွေ့နေရတယ်တတ်တိဆိုတာဘုဒ္ဓညွှန်းတာလေသဘောကိုညွှန်းထားတာနော်အပြောလေးပြောင်းထားပေးတာသဘောကိုညွှန်းထားတာတတ်တိမတူညီတဲ့သဘာဝဂုံတတ်တိလို့ဒါသဘောကိုညွှန်းတာအပြောကိုဖြုတ်ပေးတာဒါဆိုရင်ယောဂီတို့ခန္ဓာတက်ကိုရှုရင်အမြင်နဲ့တွေ့လားမတွေ့ဘူးလားအကယ်၍မြင်လောကအမြင်နဲ့တွေ့ခဲ့ရင်လည်းဒီတိုင်းလေးထားသိခံရှုနေကြာလာရင်အမြင်လွင့်ပြီးတော့သဘောပဲတွေ့မယ်ပြန်ပြောမယ်ခန္ဓာတက်ကိုရှုရင်တကယ်တော့ဘာကိုတန်းတွေ့တာလဲအမြင်နဲ့တန်းတွေ့တာလားသဘောကိုတန်းတွေ့တာလားသဘောကိုတွေ့တာအကျင့်ပါပြီးအမြင်သွားပေးနေတာတပည့်တော်ကိုတွေ့နေတာအမြင်မှမပါတာသဘောကိုတန်းတွေ့နေတာပြီးတော့မှနာမည်ဘယ်လိုခေါ်တယ်ပြောပြရတာခန္ဓာတက်လည်းထုံနေလကောင်းပဲထိုင်ရှုလိုက်တဲ့ခါမှာသဘောပဲတန်းတွေ့တာအဲ့ဒါကိုကပြောင်းမြင်ဖြစ်သွားတယ်အမြင်တန်းပေးလိုက်တဲ့ခါကျပြည့်ညက်တဲ့အောင်ပြီးဆင်းရဲသွားရတာရှင်းလားအဲ့ဒါလေးကိုဉာဏ်ပါနဲ့ကျွမ်းကျင်သွားအောင်ကိုယောဂီအာဇာနီယောဂီကောင်းတစ်ယောက်ဖြစ်အောင်လို့ဂုံယူပြီးမှတ်တမ်းတင်ပြီးပွားမယ်ငါတို့ကအခုမှလာတာပဲနားမလဲဘူးတို့ကအခုမှအဲ့လိုမပြောအောင်အဲ့ဒါကိုနှိမ့်ချတာအဲ့ဒါကိုအဲ့ဒါအာဘတ်ဖြေတာတို့ကနားမလဲသူတို့ကကျင့်နာကြခဲ့ရမှာပေါ့အဲ့လိုမပြောအောင်သူ့တရားနဲ့သူကိုယ်တရားနဲ့ကိုပဲကိုညံမိတဲ့လောက်ပွားရမယ်ပြောချင်တာကဒီလိုယောဂီတို့ရေကျောင်းစာသင်ခန်းထဲမှာကျောင်းသားတိုင်းလူကြီးမဖြစ်တော့လဲတရားစခန်းမှာယောဂီတိုင်းကတော့ယောဂီအာဇာနည်တွေဖြစ်ရမယ်ကျောင်းစာသင်ခန်းထဲမှာကျောင်းသားတရားရှိလို့လူကြီးမဖြစ်တာလက်ခံတယ်တရားစခန်းမှာအားလုံးကလက်ရွေးစင်ဖြစ်ရမယ်ဒါကိုသိထားဖို့လိုတယ်ရောရောင်ပြီးတော့စကားလေးပြောလိုက်နားလိုက်အဲ့လိုမျိုးနဲ့တော့မလိုက်ကြနဲ့သိချင်းတရားစောင့်မျှော်နေပြီးသားဘယ်ချိန်ခေါ်သွားမှမသိတဲ့အတွက်ကြောင့်မလို့ဒီတရားပိုင်ထားမှသာလေကြင့်ကြံတဲ့တရားဘော်ကနေအခုလိုကြုံကြိုက်တုံးရွှေမျိုးတွေကိုကျေးဇူးဆက်တုံးချိန်မှာရသွားစီခြင်းနဲ့လွတ်သွားစီခြင်းနဲ့တပည့်တော်လည်းအမြဲတမ်းဆုတောင်းပါတယ်တပည့်တော်ရဲ့ဟောပြောမှုကိုယုံကြည်မှုနဲ့ကြည်ညံသွားပြီးတော့တုဂတိဘုံရောက်သွားကြတဲ့အရိယာနတ်မြတ်နှကောင်းပေါင်းတို့ကလည်းစောင့်ရှောက်ပြီးတော့ဆုတောင်းတယ်ဟောပြောမှုနဲ့ယုံကြည်သွားတဲ့လက်သက်လေးတွေရှိမှာပေါ့နော်ဟောပြောမှုကိုယုံကြည်သွားပြီးရောက်ရှိသွားတဲ့ယောဂီတွေလည်းရှိမှာပေါ့ဆရာဖျက်ရဲ့စကားနဲ့ပြောရင်တရားတွေပြလာတာကြာပြီနှစ်ပေါင်းမနေဘူးတဲ့စိတ်ထဲမှာကျဉ်းနှက်လောက်အဓိကတော်တော်မပေါ်ဘူးတဲ့ဟောတရားတွေပြကြတာနှစ်ပေါင်းဘယ်လောက်ရှိပါပြီတဲ့ဂတိကရာဖွေနောက်ရှာတယောက်ရနိုင်ကြ၏ဆိုသလိုမျိုးမတွေ့ဘူးတဲ့ကျင့်သွားကြတာပဲအားမရဘူးတဲ့အားရလောက်အောင်ကျင့်သွားတဲ့သူမပါဘူးလို့အဲ့လိုပြောတာကြားဘူးတဲ့နော်ယောဂီတို့မဖြစ်စေနဲ့တပည့်တော်ကလည်းယောဂီတယောက်အနေနဲ့ယောဂီတို့ပမာတရားကြောင်းပြောပြတဲ့အခါမှတ်ချက်ပေးတာပေါ့ကျင့်ကြံတဲ့အထက်မှာပါလိုက်တဲ့တပည့်တော်ကအခုယောဂီတို့တရားပြန်ပြောတဲ့အထက်မှာပါတာဖြစ်တဲ့အတွက်ဆရာဖျက်တွေကပါတယ်ဒါပါရမီရှိလို့ပဲသူ့ဝိနည်းနဲ့သူပဲဆိုဒါလည်းဒါတပည့်တော်စူးစမ်းမှုဘောကရရှိတဲ့ရလဒ်တစ်ခုသို့တော့ဂုံနေတာမဟုတ်ဘူးဘုံမြင့်နေတာမဟုတ်ဘူးပြန်မြင်ကြည့်တာပေါ့ဒီလိုမျိုးဖြစ်စေခြင်းနဲ့ယောဂီတို့အားလုံးတပည့်နေရာမလိုက်ဖ ೇನೆ ဆရာတယောက်လိုဖြစ်စေခြင်းနဲ့စိတ်မျိုးနဲ့ကြင်ကြံပါလို့ပြောချင်တာနော်ဒါဆိုယောဂီပြန်ပြောမယ်သဘောတွေကိုရှုရင်ခန္ဓာထဲမှာဘာနဲ့တန်းတွေ့မလဲအပြောနဲ့တွေ့မယ်သတိထားပြီးတော့ဆင်ကျင်လိုက်နာတာပြောလို့နာတယ်ကွာလက်ခံလိုက်အဲ့လိုလက်မခံခြင်းနာတဲ့အမျိုးဖယ်တတိလေးကိုရှုတပည့်တော်မြင်တာပဲရှိတယ်အမြင်မပါဘူးခန္ဓာတက်ကိုရှုနေတဲ့တတိပဲတွေ့တယ်အဲ့ဒါကိုဘာနဲ့ရှုရမှာလဲတမာတိနဲ့ရှုရမယ်တမာတိအာမကောင်းရင်မရှုနိုင်ဘူးရုပ်ကိုငြိမ်အောင်ထားပြီးတည်တဲ့စိတ်နဲ့ခန္ဓာထဲမှာထောက်ပြီးအေးဆေးစွာဇောဖြုတ်သဘောလေးတိုင်းရှုရမယ်ငြိမ်တဲ့ရုပ်ပေါ်မှာတည်တဲ့စိတ်နဲ့ပေါ်သမျှတွေကိုစန္ဒမစောလောမကြီးစိတ်ဇောလေးကိုလျှော့ရုပ်ကြောလေးကိုဖြော့ပြီးအသာလေးထောက်ရှုမယ်ဆိုရင်လေနာနေတဲ့သဘောလေးတိုင်းရှုနိုင်တယ်လောကကနာတယ်ပြောပါလားသဘောလေးဖြစ်နေပါလားဒါတတ္တိလေးပါလားအတာလေးသာချောရှုခြင်းရင်လေမနေ့ကပြောသလိုပဲအရှုခံရဲ့အကြီးမားဆုံးဒီဂရီရောက်လို့သွားတွေ့လိမ့်မယ်အထိရောက်စောင့်ရှုရမှာတရားယောဂီကနာယီတိုမှာတွေ့တဲ့အရှုခံကသေးသေးလေးတွေပဲရှိသေးတယ်နာယီရှည်မှာတွေ့မဲ့အရှုခံကြတော့ကြီးမားတယ်ခန္ဓာထဲမှာအစွမ်းကုန်ပြင်းထန်တဲ့အရှုခံမပေါ်လာသေးတာဘာကြောင့်လဲနာယီတိုလို့နာယီရှည်ရင်ထပ်ပြောဦးမယ်အခုယောဂီတို့ရိုးဣရိယာပုနဲ့မထိုင်ကြဘူးလားပြင်းထန်တာတက်ပြီလားမတက်သေးဘူးဆိုလို့ရှိရင်တက်လာလိမ့်မယ်ဘယ်ဣရိယာပုနဲ့မထိုင်ကြာလာရင်အပြင်းဆုံးရောက်လာလိမ့်မယ်အဲ့ဒါအခြေတစ်ခုပေးရတယ်ဒါကြောင့်မလို့ယောဂီတို့ကလည်းအခုထိုင်နေတဲ့တရားစခန်းမှာအခုထိုင်နေတဲ့ကျင့်စဉ်အခုတရားစခန်းမှာမပူနဲ့ခါတိုင်းထိုင်တာတဲ့စာရင်တက်ထိုင်မြန်တော့လဲ
ကြာလာရင်တော့မနေနိုင်ခန္ဓာမှာရှိနေတဲ့အရှုခံရဲ့အပြင်းစားတွေအစွမ်းကိုပေါ်လာလိမ့်မယ်အဲ့ဒါဘယ်ဣတိယဘုံနဲ့ထိုင်ပြင်းထန်တဲ့ဣတိယဘုံထိုင်လို့ရှိရင်လည်းမြင်မြင်ဆန်းဆန်းပေါ်မယ်တတ်တတ်ဣတိယဘုံနဲ့ထိုင်လို့ရှိရင်လည်းပေါ်မယ်ပြင်းထန်တဲ့ရှုခံဒီဂိတ်ဆုံးရောက်လာတာကိုယောဂီတို့ကိုယ်စီအလုံးခံစားကြလိမ့်မယ်အဲ့ဒီနေရာကိုသိခံလိုက်လို့အကြီးမားဆုံးဒီဂရီကနေသေကောင်ပေါင်းလဲရှုခံနေရှုမှတ်လို့သဘောတွေစိုက်ပြီးအတက်ကြောက်သွားတွေးပြီးဆိုရင်ယောဂီလက်ခမောင်းခတ်ပြီးတော့အဲ့နောက်ပိုင်းဆက်ထိုင်ဘာလာသိခံနိုင်သွားတယ်ဘာကြောင့်လဲအကြီးမားဆုံးသေကောင်ပေါင်းလဲကိုတတ်မှတ်တဲ့နာရီတွင်းမှာသိခံရှုလို့သဘောဆိုင်သွားတဲ့အသိဉာဏ်ဟာနောက်ဘာလာဆက်ပြီးသိခံနိုင်သွားတော့တယ်အဲ့နေရာထိတော့ရောက်ထားဖို့လိုတယ်စိတ်ချရအောင်သေဒီဓမ္မကဆိုးမအောင်ပတိကင်ကာလအားထုတ်တဲ့အခါခန္ဓာတွင်းမှာအကြီးမားဆုံးအပြင်းထန်ဆုံးအရှုခံကိုတတ်မှတ်တဲ့အချိန်တွင်းမှာသိခံနေပေါ်လာပါလိမ့်မယ်အဲ့ဒါကိုမကြောက်နဲ့အဲ့ဒါကိုပဲပြည့်ညက်တင်ညာဖြုတ်ပြီးတော့သဘောလေးတိုင်းရအောင်တတ္တိကိုရအောင်ရှုဟုတ်ပြီလားဒါဆိုရင်နာရယ်လောကစကားလက်ခံမလားပယ်ရှုမလားကြိုက်တယ်လို့သွားလက်ခံရှုလဲကြာလာရင်လွင့်သွားမယ်သဘောပဲစိုက်တယ်ပယ်ပြီးတော့ရှုလဲသဘောစိုက်တယ်ကံပုတ်ဘူးဒါကရုပ်တရားပဲလို့ပြောရှုလဲသဘောစိုက်တယ်ရုပ်ဆိုတာလဲဘုရားတတ်မှတ်ချက်ဓာတ်ဆိုတာလဲဘုရားတတ်မှတ်ချက်အတုဝဆိုလဲဘုရားတတ်မှတ်ချက်ဒါဆိုဘာလို့မလဲပြည့်ညက်ကိုရှင်တွဲပြီးရှုလဲရတယ်ဖဲခွာရှုလဲရတယ်အကောင်းဆုံးတော့ဘာလဲတတ္တိတာတန်းရှုလောကစကားလည်းမပါစေနဲ့ဘုရားစကားလည်းမပါစေနဲ့တန်းတာရှုသဘောပေါက်ကြလားဆိုလိုရင်းကဘာလဲသဘောပရမတ်ရုပ်ကိုရှုဖို့တက်ကိုအပြောတွေကိုဖော်ပြပေးတာဒါဆိုရင်ပူတဲ့အေးတဲ့တင်းတဲ့တောင်းနေရဘယ်မှာသုံးတဲ့စကားလဲလောကထမှာသုံးတဲ့စကားဓာကြီးလေးပါရုပ်တရားအတုပဆိုတာဘယ်မှာသုံးတဲ့စကားလဲဘယ်သူသုံးတဲ့စကားလဲဖျားပြောတဲ့စကားဖျားပြောတဲ့စကားကလည်းပြည့်ညက်ချက်ဘုရုကိုညွှန်းတာလဲသဘောကိုညွှန်းတာလောကထဲကပူတဲ့အေးတဲ့တင်းတဲ့တောင်းတာလဲသဘောကိုညွှန်းတာကိတာဥဆိုတာလဲသဘောကိုညွှန်းထားတာယောဂီဆိုတာလဲနာမည်တဲ့သဘောကိုညွှန်းထားတာအရာခသိရင်ပြည့်ညက်ချက်ကသဘောကိုညွှန်းထားတာဒီပြည့်ညက်ချက်ဘာကြောင့်ပေါ်လာတာလဲသဘောကြောင့်ပေါ်လာတာသဘောပေါက်လားဒီပြည့်ညက်ဆိုတာသဘောကိုမှီထားတာပြည့်ညက်ကဒီတိုင်းလာလို့မရသဘောကိုမှီပြီးပေးထားတဲ့အမည်တန်ချောင်းမှီပြီးစေးတုပ်ထားတာစေးဒီထဲတုပ်လို့မရလေးထဲတုပ်လို့မရဥပမာပေးတယ်နော်တန်ချောင်းရှိလို့စေးလာတုပ်လို့ရတာသဘောရှိလို့အပြောလာတင်ရတာရှင်းလားဒါဆိုရင်ပြန်ချုံလိုက်တော့မယ်အဲ့ဒါလိုမျိုးသိသွားတာဖြစ်တဲ့အတွက်သိပယ်စိုက်ပွားထိုလေးပါမုတ်ချပရမတ်ဆိုတာသိသွားတာဖြစ်တဲ့အတွက်ဉာဏ်ကျွဲသလိုသုံးအမြည်ပေးပြီးတော့အမြည်ကြာလာလို့ရှိရင်စေးသွထားတာလွင့်သွားသလိုသဘောပြောသုံးလဲရတယ်တခါတည်းအမြည်ကိုမပေးဘဲနဲ့သုံးလဲရတယ်ဖျားစကားနဲ့သုံးပြီးရှုလဲရတယ်ဖျားစကားမပေးဘဲနဲ့သုံးလဲရတယ်ကြိုက်သလိုသုံးအဲ့လိုရှုမှတ်နေနဲ့အပြောတွေချုပ်ပြီးသဘောတွေစိုက်ရင်ရုပ်နဲ့ကွဲသွားရောဘယ်လိုကွဲလဲဆိုတော့ရုပ်တွေနဲ့နေပြောလို့လည်းမကောင်းပြောလို့ရှိရင်အသုံးလုံးမှရင်ညှိတတ်တယ်သဘောဆက်ရောက်သွားပြီဆိုရင်သူ့လို့သူ့တာတွေ့ရတယ်သဘောဆက်မရောက်သေးရောနေတယ်။အဲဘယ်လိုပြောမလဲဆိုတော့ဖော်တပြက်ကိုလိုက်ရှုနေရတာကရှုဉဏ်ဖော်ပြတပြက်ကိုလိုက်ရှုရတာကရှုဉဏ်ဖော်ပြတမျှကိုရှုစရာမလိုပဲကွာသွားတာကကြည်ဉဏ်ဘယ်နှမျိုးလဲဖော်ပြတမျှလိုက်ရှုရတာကရှုဉဏ်ဖော်ပြတမျှကိုလိလူရှုသွားနေတာကကွာသွားပြီဆိုတော့အဲ့ဒါကြည်ဉဏ်ဖော်ပြတမျှကိုရှုစရာမလိုပဲကွာသွားတာကကြည်ဉဏ်ဖော်ပြတမျှကိုလိုက်ရှုရတာကရှုဉဏ်ဘာကြောင့်လဲဆိုတော့ဒုက္ခနဲ့ဒုက္ခအရှုခံကိုလိုက်ရှုရတယ်ကဏကြည်ရတဲ့ဥပက္ခပြည့်ညက်စင်ကြတဲ့သဘောရောက်လို့ရှိရင် तू ကမရှုတော့ကြည်သွားတာအဲ့ကြမှာယုံနေကွဲတာတော်တော်လုံနေကိုတည်းမဆိုင်သူ့ဘဝသူတက်ကြီးအလုပ်လုပ်နေကိုတည်းမဆိုင်မရောတော့ဘယ်နေရာမှာရောလဲပြည့်ညက်တင်နေတဲ့ဒုက္ခဒုက္ခအပိုင်းမှာ तू ရောပြီးလိုက်ရှုရတာပြည့်ညက်စင်ကြသွားတဲ့အပိုင်းဥမာကဏကြည်ရတဲ့အရှုခံပြည့်ညက်စင်ကြသွားပြီးပေးလို့မရတော့ပြည့်ညက်ဘာမှပေးလဲအတုံးအတစ်အဆိုင်ခဲဆိုတာပြည့်ညက်ပေးလို့ရတယ်စင်ရဲတဲ့ချမ်းသာတဲ့ပေးလို့ရတယ်အတုံးတစ်ဆိုင်ခဲမရှိမှတော့ဘာမှပေးလို့မရတော့ဘူးကဏကြည်သွားတာစိတ်မှာတတ်တာသွားတာအဲ့ကြတော့ကိုယ်နဲ့မဆိုင်တော့ညီညွတ်မြတ်တာသွားတဲ့သဘောကြီးကိုခံစားဆန်စားမျက်မှောက်ပြုတဲ့ဥပက္ခအရှုခံကဏကြည်သွားတဲ့အပိုင်းရောက်လို့ရှိရင်လေအဲ့ဒါကြည်ဉဏ်ဒါဆိုထပ်ပြောမယ်ရှုဉဏ်ဒီဘယ်ဘက်မှာရှုဉဏ်လို့ခေါ်လဲဒုက္ခဒုက္ခနဲ့ရှင်ဘက်ကိုရှုဉဏ်ဥပက္ခအပိုင်းကြတော့ကြည်ဉဏ်ဥပက္ခအပိုင်းရောက်မှ
ရုပ်တရားနံတရားတို့ပိုင်းခြားပြီးကိုယ်နဲ့မဆိုင်တတ်တတ်ကြီးရှုလို့ရတာသူ့လို့ကိုလို့ပဲနားလည်လားဒီလိုနားလည်ထားမယ်ဒါကြောင့်မလို့ယောဂီတိုင်းကကြည်ညံမရောက်သေးခင်မှာရှုညံနဲ့သွားတဲ့ခါမှာနဘန်းလုံးရတယ်ပြည့်ညက်တွေတင်လာတဲ့တိခန့်ရှုရတယ်ကွာသွားတယ်ကြာလဲကြောက်ကနာကြည်ပြီးတော့ရုပ်ကျန်းရုပ်လက်အပိုင်းမှာရှုမှတ်နေနဲ့တဖြည်းပြည့်ညက်ကပါလိုက်လာပြီးတော့ရုပ်ကျန်းရုပ်လက်ကနေရုပ်နုပိုင်းကနာလဲကြည်လေကြတော့ဘာအမိမတင်လို့မရတော့ဘဲနဲ့တတ်တတ်စီကွဲပြီးတော့သင်္ခါရတရားတို့ကိုလိလိရှုပြီးတော့အေးဆေးစွာနဲ့ထိုင်ကြည့်တော့လေစိုးစင်းမြစိတ်မှာနာကြည့်ခြင်းမရှိဘဲနဲ့ကိလေသာလုံးဝမဖြစ်တော့သူ့သဘောသူဆောင်တကိုလည်းမဆိုင်တော့အဲ့ကြမှာရုပ်တဘာဝတတ်တတ်ကြီးကိုမြင်ရတော့တယ်အဲ့နေရမြောက်သေးခင်မှာဆင်းရဲတဲ့အယုတ်အရှုခံတိခန့်ရှုရတယ်ချမ်းသာတဲ့အရှုခံတိခန့်ရှုရတယ်အဆင်းရဲချမ်းသာကြောမှသဘောစိုက်သွားတဲ့ခဏကြည့်တဲ့အပိုင်းမှာကြည်ညံဖြစ်နေအဲ့ကြမှာတန်စင်ခိုင်မာသွားတဲ့အတိတရားနဲ့ကြာလာလို့ရှုရင်းနဲ့လွတ်တဲ့စိတ်နဲ့ခုဘက်ကိုကူးသွားတော့တာပဲတပိတော့မနေ့ကပြောလိုက်တယ်ခန္ဓာတဲ့ပေါ်ရာကိုသိတယ်သတိထားတယ်ပေါ်သမျှကိုသိသတိခန္ဓာတဲ့ပေါ်သမျှကိုသိသတိအဲ့ဒါဘာလဲလက္ခဏာကိုကြည့်တာခန္ဓာသဘာဝကိုကြည့်တာသိတယ်သတိရှိတယ်သိုံတက်နဲ့သိလို့မရအောင်သိုံတက်နဲ့သိရင်ရောနေတယ်သဘောမဆိုင်ဘူးဘာသိတယ်သိတာပဲရှိတယ်သိတာကဘာလို့စိတ်တည်ပြီးတော့သိနေတဲ့သဘောတရားပဲရှိတယ်သတိပြန်ကတော့မှပြောင်းလဲနေပါလားဖောက်ပြန်နေပါလားမမြဲပါလားသတိချာမှပြန်တွေ့တာသိယုံတတ်တဲ့ကကြောင့်သိယုံပဲရှိတယ်သဘောတရားတွေကိုမပိုင်းခြားနိုင်ဘူးခန္ဓာထဲမှာသိတယ်သိမှုတတ်ပဲရှိတယ်သတိပြန်ထားတော့မှမမြဲဘူးပြောင်းလဲတယ်ညှွတ်တယ်ဒီလိုလေးပါလားဆိုတာကိုမြင်ရတယ်အဲ့ဒါပါလဲခန္ဓာသဘာဝသဘောတွေကိုသိယုံတတ်မပြီးဘူးသတိပြန်ထားရတယ်အဲ့ဒါမှရုပ်တရားတွေရဲ့သဘာဝနံတရားတွေရဲ့သဘာဝကိုတွေ့ရတာတွေ့ရှိပြီးလို့ခဏကြည့်ပြီးရောသမမွေပြီးကုံစင်အောင်လဲရှုနေသွားရောအဲ့တတိကိုပြန်ဆွန့်သွားပြီးသိတာလေးနဲ့ပြန်နေတာဒါကြောင့်မလို့သိတယ်တတိဆွန့်နဲ့ပြန်သိနေတယ်အဲ့ဒါချမ်းသာအစစ်ဖော်ပြသမျှကိုသိတယ်တတိထားတယ်ရုပ်သဘောဖော်ပြသမျှကိုသိတယ်တတိထားတယ်နာမ်သဘောရုပ်သဘောနာမ်သဘောကိုပြန်တတိထားလို့သိသွားပြီးလို့ကျွမ်းကျင်သွားကြာလဲကြာရုပ်တရားတို့ပေါ်မှာသတိထားလို့သိရတယ်နံတရားတို့မှာသတိထားလို့သိရတယ်သူခဏတွေကြည့်ပြီးကုံကြောင်ဖြစ်ပျက်တွေစုံဘုံသွားလဲဘုံသွားတော့အဲ့တတိကိုဆွန့်သွားသိဆိုတဲ့ဉာဏ်လေးနဲ့ဝိမု ക്തി စိတ်နဲ့ချမ်းသာစိတ်ကိုခံစားရအောင်သိတယ်သတိထားတယ်ရုပ်တရားနံတရားရုပ်တရားနံတရားခဏကြည့်သွားတယ်ရှုစရာမရှိအောင်ကုံသွားတယ်ပြီးတော့တတိကိုပြန်ဆွန့်တယ်ဉာဏ်အသိလေးနဲ့နေတယ်ပြစ္ဆုတ်ပန်စိတ်ကလေးဝိမု ക്തി စိတ်ကလေးပြစ္ဆုတ်ပန်လွတ်တဲ့စိတ်ဝိမု ക്തി စိတ်သိတာလေးနဲ့နေတယ်ထားလိုက်ပါတော့နော်ဒါလမ်းကြောင်းလေးပြပြတာဒါဆိုယောဂီတို့ခန္ဓာတစ်ခုရှိရင်ဘာတွေ့မှလဲသဘောပဲတွေ့မယ်နော်အပြောမြင်ခဲ့ရင်လည်းသိရမယ်ဒီအပြောကိုကြာသိခံရှိရင်ကွာသွားတယ်ဉာဏ်နဲ့ခွာလဲရတယ်ကိုဉာဏ်နဲ့ခွာလဲရတယ်သိခံရှိနေလည်းကွာတယ်သဘောပေါက်ကြလားဒါဆိုရင်ခန္ဓာတစ်ခုအာရုံပြုကြည့်လို့ရှိရင်ပူတာအေးတာတင်းတာတောင်းတာညောင်းတာညာတာခိုက်တာခက်တာရင်းထိုးတာလှုပ်ရှားတာမူးတာစို့တာအကြက်တာမရှိဘူးလားအဲ့တော့ဘာခေါ်လဲဘုရားစကားနဲ့ပြောရင်ရုပ်ဘုရားစကားနဲ့ပြောတဲ့ရုပ်ဆိုတာဘုရားစကားနဲ့ပြောတဲ့ရုပ်ဆိုတာဘာလဲအပြောခံတဲ့သဘောကဘာလဲပူသဘောအေးသဘောတင်းသဘောတောင်းသဘောပေါ့နော်ခန္ဓာတွေကဖော်ပြတဲ့အားလုံးတို့ဒီသဘောတရားတွေဘုရားစကားနဲ့ပြောတဲ့ရုပ်ဓာတ်အာတုပလို့ပြောတယ်ဒါဘုရားစကားကဘာလဲအပြောပြညတ်ပဲဘာကိုတင်ထားတာလဲသဘောကိုတင်ထားတာဒါဆိုရင်ရုပ်ဆိုတာရှိလားအပြောမှရှိတယ်သဘောမှမရှိဘူးသဘောကိုဘာပြောထားတာလဲရုပ်လို့ပြောထားတာသဘောကိုဘာပြောထားတာလဲဓာတ်လို့ပြောထားတာသဘောကိုဘာပြောထားတာအာတုပလို့ပြောထားတာဒါဆိုရင်နားလည်သွားပြီဖယားစကားပြောတဲ့ရုပ်တွေဓာတ်တွေအာတုပတွေကအပြောလားသဘောလားအပြောတွေဘုရုသွားပေးထားတာလဲသဘောတွေကိုသွားပေးထားတာလောကထဲကပြောတဲ့စကားတွေကလည်းအပြောလားသဘောလားဘုရုသွားပေးထားလဲသဘောတွေကိုပေးထားတာဒါဆိုရင်သိသွားပြီအရှုခံတို့ကိုပေးသမျှတင်ညာတို့သည်အပြောတွေသာဖြစ်တယ်လောကစကားလည်းအပြောပဲဖယားစကားလည်းအပြောပဲဘာကိုပြောထားတာလဲသဘောတွေကိုတင်ထားတာဒီလိုကွဲခြားသိရင်ရှုမှတ်တဲ့အခါမှာပြင်းမယ်လှုပ်မယ်နိုင်မြော်မယ်စိတ်မကူးနဲ့ပွားပြီးသွားမယ်ငါနားနေပါလားနားတယ်ဆိုတာအမှန်တရားပဲဒါလောကစကားနားတယ်ဆိုတာဘာလဲဒါပထဝီဓာတ်ပဲဒါအမှန်တရားနာရာကဘာလဲလောကစကားဒါဘာလဲမပြောပူတယ်နဲ့ပြောလိုက်မယ်ပူတယ်ဆိုတာဘာလဲလောကတင်ထားတဲ့စကားပူတယ်ဆိုတာဘာလဲတေဇောအဲ့လိုလေးပြည့်ချက်ကလေးတွေအမှန်တရားပွားသွားရင်ကိလေသာမဖြစ်တော့
အော်ပူတာလောကပြောထားပါလားအော်တပူတာကပူတယ်မပြောတော့ဘုရားစကားနဲ့ပဲလေမတေစောအဲ့ကြတော့စိတ်သက်သာသွားတယ်အတူတူပဲသဘောတရားကိုလောကစကားနဲ့ဘုရားစကားနဲ့ပြောင်းသုံးတဲ့အခါမှာအမှန်တရားတွေ့ပြီးကိလေသာမဖြစ်ဘူးကြာလာတဲ့အခါပူတာကလည်းမရှိတော့တေစောကလည်းမရှိတော့သဘောပဲကြံခဲ့အဲ့သဘောကိုပူတာပြောတယ်သဘောကိုတေစောလို့ပြောတယ်ဟုတ်ပြီလားကြိုက်လိုက်တာနားလိုက်တာကြိုက်လိုက်တာလောကစကားဘုရားစကားနဲ့ပထဝီဟောအဓိပ္ပာယ်တူတယ်နော်လောကစကားကြိုက်လိုက်တာဘုရားစကားပထဝီဘုသူပြောတယ်သဘောပဲပြောထားတာသဘောကြီးကိုကြိုက်တယ်ပြောတယ်ဘုရားစကားကျတော့ပထဝီလို့ပြောတယ်ဟာခေါင်းနေမူလိုက်တာလောကစကားဘုရားစကားနဲ့ပြောတော့ဝါယောအရှုခံတစ်ခုတည်းခေါင်းနေမူတယ်လောကစကားဘုရားစကားနဲ့ပြောတော့ဝါယောစိုးလိုက်တာကြက်လိုက်တာဘုရားစကားနဲ့ပြောတော့အာဘောနော်အရှုခံတစ်ခုတည်းကိုလောကစကားနဲ့ဘုရားစကားနှစ်မျိုးသုံးထားတာကိုသိတယ်ဆိုရင်လောကစကားလည်းပဲဘုရားစကားလည်းပဲသဘောကိုရှုမပယ်ခြင်းမလားလက်ခံပြီးပူဟာသဘောကိုပဲပြန်စိုက်တယ်သူပြည့်ညက်ချက်ကကြာကြီးမှမနေတာလေရှုမှတ်နေနဲ့ကွာသွားတာဒါဘောက်ကြလားအဲ့တော့သိခံရှုရမယ်နော်ဒါဆိုတပည့်တော်ရဲ့အခုရှင်းပြမှုကိုရောထွေးနေမှလဲဆိုတယ်သဘောပေါက်ကြလားဒါဆိုရင်ဒီလောက်နဲ့ပဲထားပြီးတော့နောက်တစ်ချိန်ပြန်တက်တဲ့ခါကျမှတပည့်တော်ထပ်မှန်ပြီးတော့လွယ်ကူအောင်ရှင်းပြရင်းနဲ့အတူရှင်းနှန်းကိုဒီမှာတင်မယ်ရှင်းနှန်းကိုဒီမှာတင်မယ်ရှင်းပြခြင်းအပေါ်ကနေပြည့်ညက်တက်လွဲတာအာဘောလုံးတာပြင်မာရမြဲရှိခဲ့လျင်တိတက်နားလဲတဲ့ဆရာသမားများကခေါ်ယူဆုံးမပြုပြင်ခြင်းနဲ့အတူရှင်းနှန်းကိုဒီမှာတင်မယ်ရန်နာလိုက်ပါပြီ